လူတိုင်းနိုးကြမှုကိုရွေးချယ်နေကြတဲ့ခေတ်မှာကျွန်တော်ကတော့စန့်ကျင်ပြီးကြင်ကြံခြင်းကိုရွေးချယ်ခဲ့တယ်ဒီအတွက်လှုပ်ဖော်ကိုင်ဖက်တွေကကျွန်တော်ကိုယူကြောင်ကြောင်နဲ့လို့လောင်ပြောင်ကြတယ်အကြောင်းကတော့လွန်ခဲ့တဲ့နှစ်ပေါင်း100ကစစ်ပွဲကြီးအတွင်းမှာကြင်ကြံခြင်းအမွေနှစ်တွေပျောက်ဆုံးသွားခဲ့ပြီးအဲ့ဒီနောက်ပိုင်းမှာကြင်ကြံခြင်းဆိုတာကျန်းမာရေးအတွက်လေ့ကျင့်တဲ့ပညာရေးတစ်ခုလောက်ပဲဖြစ်သွားခဲ့လို့ပါနိုးကြမှုဟာတောက်ပတဲ့လမ်းကြောင်းတစ်ဖြစ်ပြီးကျွန်တော်ကတော့အဲ့ဒီလောင်ပြောင်မှုတွေကိုလုံးဝဂရုမစိုက်ခဲ့ဘူးဘာကြောင့်လဲဆိုတော့မကြခင်မှာပဲလကကွဲသွားတော့မှာမို့ပါအဲ့ဒီအခါမှာအစွမ်းထက်တဲ့မကောင်းဆိုးရွားတွေအများပြားထွက်ပေါ်လာပြီးနိုးကြသူတွေကိုချက်ချင်းတစ်ဖြတ်ပြစ်ကြလိမ့်မယ်အဲ့ဒီအချိန်မှာကြင်ကြံသူတွေဒါတခုတည်းသောမျောလင့်ချက်ဖြစ်လာလိမ့်မယ်အခုကျွန်တော်လက်ထဲကဖောင်ကုန်ငေးကြည့်နေရဲ့ပြီးခဲ့တဲ့ဘဝတုန်းကကျွန်တော်နဲ့ကျွန်တော်မိသားစုဟာအဲ့ဒီဘေးဒုက္ခမှာတည်ဆုံးခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်ကြင်ကြံခြင်းလောကထဲကိုအဲ့ဖွယ်ရာရောက်ရှိသွားခဲ့ပြီးတက်တန်း3ခုဖန်တီးခြင်းဆိုတဲ့ပညာရပ်ကိုရရှိခဲ့တယ်နှစ်ထောင်ပေါင်းများစွာခက်ခဲစွာကြင်ကြံပြီးနောက်မှာတော့ရှုံးနေခြင်းမရှိတဲ့စွမ်းအားကိုပိုင်ဆိုင်ခဲ့တယ်ဒါပေမဲ့ဒီလိုအသက်ဆုံးကြင်ကြံခဲ့တာဟာနတ်ဖျားဖြစ်လာပြီးနောက်မှာအချိန်နဲ့အာကာသကိုကြော်လွန်ကမကောင်းဆိုးရွားတွေမကြောက်ရောက်ခင်တရက်လိုကိုပြန်သွားပြီးမိသားစုကိုကယ်တင်ဖို့အတွက်တာဖြစ်တယ်ဒါပေမဲ့ပြန်သွားဖို့စူးစမ်းချိန်မှာပဲတစ်ဖက်လူတွေရဲ့နောက်ွယ်ကကြံစည်မှုကြောင့်လမ်းမကိုရောက်သွားခဲ့တယ်အခုတော့အဲ့ဒီအချိန်ကိုပြန်ရောက်နေတာပဲချင်းကျော်မင်းကြင်ကြံခြင်းကိုရွေးမယ်ဆိုရင်ဒီတစ်ခါစာမေးပွဲမှာငါတို့နဲ့အဖွဲမဖွဲတော့ဘူးတခြားလူကိုပဲသွားရှာလိုက်တော့ကျန်းရှူရာကစိတ်ပြက်စွာနဲ့ပြောပြီးသူ့သူငယ်ချင်းတွေနဲ့ထွက်သွားတယ်သူတို့6ယောက်ကအဖွဲဖွဲဖို့ချင်းထားကြတာပါဒါပေမဲ့အရင်ဘက်ကသူတို့ကိုယ်တိုင်နိုးကြခြင်းမရှိမှန်းသိသွားတဲ့အခါအဖွဲကနေထွက်ဖို့စဉ်းစားကြတယ်သူတို့အတွက်နိုးကြခြင်းမရှိတဲ့သူဟာဝင်ထုတ်ဝင်ပိုးပဲရတယ်ကျွန်တော်အေးဆေးပဲပြန်ဖြေလိုက်တယ်သူတို့အနာသွားကြတယ်ကျွန်တော်သူတို့ကိုအဖွဲမှာထည့်ပေးဖို့တောင်းပန်လိုက်မယ်လို့ထင်ခဲ့ကြတာပေါ့ဘာလို့လဲဆိုတော့နိုးကြခြင်းမရှိတဲ့သူတွေကနိုးကြသူတွေနဲ့အဖွဲဖွဲဖို့ခက်ခဲလို့ပါချင်းကျွမ်းကနိုးကြခြင်းမရှိတော့တကယ်ကိုအရှုံးသမားပဲဖြစ်သွားတာပဲကျန်းရှူရာကစိတ်မကောင်းတယ်လို့ပြောလိုက်တယ်တယောက်ကတော့ကျွန်တော်ကိုလောင်ပြောင်ကြည့်တယ်ငါတို့ကျောင်းသမိုင်းဝင်ဖြစ်ရက်ကိုမြင်တွေ့ရတော့မှာပဲ10နှစ်လောက်ဦးနောက်တွေကြော့ပြက်ပြီးအသက်ကြီးမှပဲကြင်ကြံခြင်းဆိုတဲ့စကားလုံးကိုရေးတတ်တော့မှာပေါ့အိမ်ရောက်တော့မိဘတွေကညစာကောင်းစားတွေပြင်ပေးထားတယ်ကျွန်တော်နိုးကြခြင်းမရှိမှန်းသိကြပေမဲ့ဘယ်သူမှမပြောကြဘူးထမင်းစားပြီးတဲ့အခါအဖေကကျွန်တော်ကိုကံမဲရောင်လေးတစ်ခုပေးတယ်တားတာကငါတို့နှစ်20ကျော်စုထားတဲ့ငွေတွေမင်းရွယ်ရောက်ပြီဆိုတော့ကိုကိစ္စကိုစီမံဖို့လိုပြီးငါတို့တက်နိုင်တာဒါပါပဲအဖေစကားတွေကကျွန်တော်ကိုအရင်ဘဝကအဖြစ်အပျက်တွေကိုပြန်တရိယာစေတယ်ဒီတစ်ခါတော့တမိုင်းကိုပြန်မဖြစ်စေရဘူးဒီကဘာမှာစွမ်းအင်ကနေပါတော့ရှေးဟောင်းပစ္စည်းတွေကနေစွမ်းအင်တွေကိုစုပ်ယူပြီးကြင်ကြံဖို့လိုတဲ့ပစ္စည်းတွေဝယ်ဖို့ငွေလိုတဲ့အဖေပေးတဲ့ငွေကိုကျွန်တော်မငင်းတော့ဘူးအနည်းဆုံးဆေးဆိုင်ကိုတွားလိုက်တဲ့ဆိုင်ထဲမှာလူတွေပြည့်နေပြီးနိုးကြသူတွေကဆေးဝါးတွေဝယ်နေကြတာ။ဘာများကူညီပေးရမလဲရှင်ဝန်ထမ်းတယောက်ကမေးတယ်။မင်းတို့စီမှာဂျင်းစင်းနှင်းကြပန်းစတဲ့ဆေးဖက်ဝင်ပစ္စည်းတွေရှိလား။သူတို့စီမှာဆေးဝါးကုန်ချောတွေပဲရှိကြတာပါ။ဒါပေမဲ့ဝန်ထမ်းကဆေးဖက်ဝင်ပစ္စည်းတွေပဲတီးတန့်ရောင်းတဲ့ဆိုင်ခွဲကိုပို့ပေးလိုက်တယ်။အဲ့ဒီမှာတက်ကြီးရွယ်အိုဆရာတယောက်နဲ့တွေ့တယ်။အမျိုးသားပါဝဲချင်တာလဲ။အသက်တန်းကြာလေးပိုကောင်းလေးပဲကျွန်တော်တိုက်ရိုက်ပဲပြောလိုက်တယ်။အဲ့ဒီနောက်ဆရာကြီးစီမှာရှိတဲ့ပစ္စည်းတွေကိုရွေးချယ်ပြီးဝယ်ယူလိုက်တယ်ဒီလိုပစ္စည်းတွေကိုတီးတဲ့လူငယ်တွေအရန်ရှားတယ်လို့သူကမှတ်ချက်ပေးတယ်။ထို့နောက်သူဒီထက်ကသူ့နောက်ွယ်ရှိတစ်သားဘီယိုထဲမှာလက်ရမြောက်စွာထုတ်ပိုးထားသောတစ်တာ3လုံးကိုထုတ်ယူလိုက်သည်ကြည့်လို့ရတယ်ဒါပေမဲ့လက်နဲ့မကင်နဲ့ဆေးဖက်ဝင်အပင်3ပင်မှထွက်ပေါ်လာသောနှုတ်ပြိုသောစွမ်းရည်များကိုခန်းစားမိပြီးသူကမေးမြန်းလိုက်သည်ဘယ်လောက်လဲတစ်ပင်ကို3,500,000 3ပင်ဆိုစုစုပေါင်း1,500,000သူမျက်မှောင်ကျုပ်လိုက်သည်ဈေးကြီးလုံးသည်လက်ရှိသူ့မှာ9သိန်းကျော်ပဲရှိသဖြင့်တစ်ပင်နဲ့သာဝယ်နိုင်သည်ခေတ္တမြစဉ်းစားပြီးနောက်ချီဖိုးကိုဈေးနှုန်းသက်သာသောအခြားဆေးဖက်ဝင်ပင်ချို့ကိုထုတ်ပေးရန်ထပ်မံနှောင်းဆိုခဲ့သည်တေချာစွာစောင့်ကြည့်လေ့လာပြီးနောက်ဆေးအာနီတင်နှင့်ဈေးနှုန်းကိုစစ်ဆေးတည်ပြုခဲ့သည်3,500,000ကဈေးကြီးတယ်ဒီလိုဟာဒီက1000ပဲပေးရတယ်ဂျင်းစင်းရဲ့အာနီတင်ကလိုဟာဒီအလုံး20နဲ့ညီမျှတယ်ဂျင်းစင်းရဲ့တက်တန်းနဲ့အဖိုးတန်မှုကိုထည့်တွက်ရင်တော့အများဆုံး2,500,000ပဲတန်တယ်သူကဖြည်းဖြည်းချင်းပြောလိုက်သည်ချီဖိုးသည်မျက်လုံးများအယောင်တောက်သွားသည်အသက်ငယ်ငယ်လေးနဲ့အကဲခတ်တော်တာပဲဒါပေမဲ့ဒါကတော်တိုင်းဒေတာကတက်တန်းရဲ့တောကျင်စင်မဲ့အသက်18နှစ်မတိုင်ခင်ပုံမှန်မီဝဲမယ်ဆိုရင်နိုးထမှုနှုန်းကိုမြင့်တင်ပေးနိုင်တယ်ဒါတခုတည်းနဲ့တင်အနည်းဆုံး3သိန်းထပ်တိုးတင်တယ်ချီဖိုးကဘေးနားကစိုက်ပျိုးထားသောဂျင်းစင်းကိုလက်ညှိုးထိုးပြလိုက်သည်မင်းကစိုက်ပျိုးထားတဲ့ဂျင်းစင်းကိုလက်ခံနိုင်ရင်မင်းကို3သိန်းနဲ့ရောင်းပေးမယ်သူတစ်ချက်ကြည့်ပြီးခေါင်းခါလိုက်သည်စွန့်ရင်လုံးဝမရှိသလောက်မို့သူ့အတွက်ဘာမှအသုံးမဝင်ပေထိုချိန်တွင်မျက်နှာတွင်ဓာတ်တန်ရာမာရွရှိပြီးကြောက်မက်ဖွယ်ကောင်းသောရုပ်ရည်ရှိသည်အသက်လက်ပိုင်းမျိုးသားတို့ဦးဆေးဆိုင်ထဲသို့လမ်းလျှောက်ဝင်လာသည်အဖိုးချီစရင်တွဲရအောင်သူဝင်လာသည်နှင့်ကြောပိုးအိတ်ကိုကောင်တာပေါ်သို့ပစ်ချလိုက်သည်ကြောပိုးအိတ်ထဲမှသွေးချိုစိမ့်ထွက်လာသည်ချီဖိုးကအထုပ်ကိုဖွင့်လိုက်ပြီးထဲကပစ္စည်းတွေကိုတွန်းချလိုက်သည်သွေးလိမ့်လိမ့်ပင်နေသောအသက်ရှိစေထုတ်လုပ်သည့်ပစ္စည်းများဖြစ်သည်အထွက်မြတ်မစိုးဘူးပဲချီဖိုးကချီးမွမ်းလိုက်သည်အဆင်ပြေပါတယ်ဒီအဆင့်ရှိတဲ့ထူးဆန်းတဲ့တားရဲနှစ်ကောင်နဲ့တွေ့ပြီးကျွန်တော်ညီကိုချို့ဒဏ်ရာရသွားကြတယ်အသက်လက်ပိုင်းမျိုးသားကလူမဆန်စွာပြုံးပြလိုက်ရာသွားဝါများပေါ်လာသည်စုစုပေါင်း2တန်းဖုံးနဲ့လွှဲပေးလိုက်မယ်ရတယ်မနေ့ပြန်လာယူဖို့ကျွန်တော်အတွက်ဆေးချို့ပြင်ဆင်ထားပေးဖို့မမေ့နဲ့ဦးပြောပြီးနောက်လက်မကြည့်ပဲထွက်ခွာသွားသည်ခင်ဗျားတို့ဆိုင်ကထူးဆန်းတဲ့တားရဲပစ္စည်းတွေကိုလည်းလက်ခံတာလားသူအဲ့နဲ့ကြီးမေးလိုက်သည်ချီဖိုးကပစ္စည်းများကိုတင်စင်ရင်ခေါင်းညိတ်လိုက်သည်ဆေးဝါးချို့ထုတ်လုပ်ရမှာထူးဆန်းတဲ့တားရဲပစ္စည်းတွေလိုအပ်တယ်ဒီလူကဒီလုပ်ကိုအဓိကလုပ်တဲ့နိုးထလာသူပဲထို့နောက်ချီဖိုးကပြုံးပြီးသူ့ကိုကြည့်လိုက်သည်လူငယ်လေးငါနဲ့အယောင်းဝယ်တစ်ခုလုံးမလားထိုချိန်တွင်သူအနှဲငယ်ဝေခွဲမရဖြစ်သွားသည်ဘာအယောင်းဝယ်လဲမင်းမပိုက်ဆံမရှိတာကိုငါသိပါတယ်ချီဖိုးကပွင့်ပွင့်လင်းလင်းပြောလိုက်သည်မင်းကဒီဆေးဖက်ဝင်ပင်တွေအကြောင်းကိုကောင်းကောင်းလေ့လာထားပုံရတယ်ငါဆိုင်မှာလာလို့ပါဒီဆေး3ပင်ကိုမင်းရဲ့လောက်အားကဖြစ်ပေးမယ်သူခေတ္တမြစဉ်းစားပြီးနောက်ဖြည်းဖြည်းချင်းခေါင်းခါလိုက်သည်အချိန်မရှိဘူးထို့နောက်ချီဖိုးကကောင်တာကိုလက်ချောင်းဖြင့်ညင်သာစွာခောက်ပြီးထပ်မံပြောကြားခဲ့သည်ဒါဆိုငါတလက်ဆုပ်ပေးမယ်ငါစီကိုတော်တိုင်းဒေတာကရလာတဲ့ဆေးဖက်ဝင်ပင်တွေကိုလာရောက်တဲ့သူတွေခဏခဏရှိတယ်တချို့ချိန်တွေမှာထူးဆန်းတဲ့ဆေးဖက်ဝင်ပင်တွေကိုငါကိုယ်တိုင်လည်းတေချာမခွဲခြားနိုင်ဘူးအဲ့ဒီချိန်ကျရင်မင်းကကူညီပြီးစစ်ဆေးပေးဖို့လိုအပ်လိမ့်မယ်ဘယ်လိုလဲရတယ်သူခေါင်းညိတ်သဘောတူလိုက်သည်ကြချေနေသည်ချင်းကျွမ်းအတွက်အကျိုးရှိပုံရတော့လဲသူဤဘဟုတုတနဲ့အမြင်ဖြင့်ချီဖိုးကိုကူညီစစ်ဆေးပေးခြင်းသည်ချီဖိုးအတွက်အလွန်ပင်အကျိုးမြတ်များစေသည်ကောင်းပြီဒါဆိုနောက်မှပြန်တွေ့ကြတာပေါ့မင်းကကိုအန်းစရာတွေယူဆောင်လာပေးနိုင်ဖို့မျှော်လင့်ပါတယ်ချီဖိုးကတစ်တာ3လုံးကိုသူ့ထံကမ်းပေးပြီးနောက်လက်ရည်ပစ္စည်းများကိုဆက်လက်သိမ်းဆည်းနေခဲ့သည်ဆေးဖက်ဝင်ပင်များကိုရရှိပြီးနောက်သူသည်ရီဝင်ကံပန်းချံသို့သွားရန်တက္ကစီတစ်စီးငှားခဲ့သည်တကြော့ပြန်လည်မွေးဖွားလာပြီးနောက်ရီဝင်ကံပန်းချံ၏စွမ်းရည်များသည်အခြားနေရာများထက်ပိုမိုတိတ်တီကြောင်သူတွေ့ရှိခဲ့သည်ယခုချိန်တွင်လည်းရီဝင်ကံသို့သွားရောက်ကအဆင့်မြင့်တင်ရန်ပြင်ဆင်နေခြင်းဖြစ်သည်
ဆေးဖက်ဝင်ပင်သုံးပင်တွင်ပါဝင်သောစွမ်းအင်သည်အလုံးမများလာပေအခြားကျင့်ကြံသူများအတွက်ဆိုလျှင်အဆင့်မြင့်တင်ရန်ခက်ခဲနိုင်တော်လဲသူသည်တစ်ချိန်ကလူသားတို့၏ထိပ်သီးနေရာတွင်ရပ်တည်ခဲ့မှုသောအစွမ်းထက်ပုဂ္ဂိုလ်တို့ဖြစ်သည်ဖြင့်ဤဆေးသုံးပင်ကိုအစွမ်းကုန်အသုံးချနိုင်သည့်အဆင့်မြင့်တင်ရန်မှာတေချာသလောက်ပင်ရီယွင်ကံမန်းချန်တွင်ကမ်ဘေးနာထိုင်ကကျင့်ကြံနေကြသောအဖိုးကိုအများပြားရှိနေသေးသည်တိုးတော်လဲထိုလူများကျင့်ကြံနေသည်ဆိုခြင်းမှာသူမျက်စီထဲတွင်တော့ထိုနေရာ၌ထိုင်ကတကိုယ်လုံးကိုဖြေလျှော့ထားခြင်းများသာဖြစ်ပြီးကျင့်ကြံခြင်းဟုပင်မခေါ်ဆိုနိုင်ပေသူသည်ကြီးမားသောမိုးမကပင်ကြီးတစ်ပင်၏ဘေးတွင်ထိုင်လိုက်သည့်ချက်ချင်းပင်ဆံပင်ဖြူနေသောအဖိုးကိုချို့သူ့ထံသို့ဝိုင်းဝန်းလာကြသည်လွန်ခဲ့တဲ့ရက်နှဲငယ်ကကျွန်တော်ကိုယ်တိုင်စတင်ကျင့်ကြံတဲ့အခါဒီအဖိုးကြီးတွေကကျွန်တော်နားမှာရှိနေရင်သူတို့ရဲ့စွမ်းအင်တွေပြည့်ဝလာတာကိုသတိထားမိသွားကြတယ်ဒါကြောင့်ကျွန်တော်ကိုမြင်တိုင်းသူတို့တွေအနာတိုးလာတတ်ကြတယ်ကျွန်တော်လည်းဘာမှအများကြီးမပြောဘဲစမ်းစမ်းကြောက်ဟာကျွဲဘဝသုံးပါဖန်ဆင်းခြင်းတက်ကိုစတင်လဲပတ်လိုက်တဲ့ပတ်ဝန်းကျင်ကအားနေတဲ့ဝိညာဉ်စွမ်းအင်တွေစူးစီးရောက်ရှိလာပြီးမိုးမကပင်ခက်လက်တွေလောက်ခတ်သွားတာဟာပိုပြီးစိမ့်လက်ဆိုပြီးသွားတယ်လို့မျိုးပဲပတ်ဝန်းကျင်ကအဖိုးကြီးတွေလည်းတကိုယ်လုံးနေလို့ကောင်းပြီးမျက်နှာတွေနီးမြန်းလာကအသက်10နှစ်လောက်ပြန်ငယ်သွားတယ်လို့မျိုးခံစားချက်ကိုရရှိစေတယ်ညနေပိုင်းလမ်းမင်းသားလို့ဂျယ်ရီလင်းပပချိန်မှာတော့ပန်းချန်တွေကလူတွေအကုန်ပြန်ကုန်ကြပြီးတော်တော်လေးအဆင်ပြေပြီးခနာကိုရင်းကိုတစ်ခေါက်ထပ်မံစစ်ဆေးပြီးတဲ့နောက်အဆင့်တက်ဖို့စူးစမ်းလို့ရပြီလို့ခံစားမိတာကြောင့်မြေပြင်ပေါ်မှာဝိညာဉ်ဆုပ်ယူတဲ့အစီရင်သေးစားလေးတစ်ခုကိုရေးဆွဲလိုက်တဲ့ဆေးပင်သုံးပင်ကိုထုတ်ပြီးဝိညာဉ်ဆုပ်ယူတဲ့အစီရင်ထဲကိုထည့်လိုက်တဲ့အခါအစီရင်ကနေဝေဝါးတဲ့အလင်းရောင်တွေဖြာထွက်လာတဲ့ဆေးပင်သုံးပင်ကချက်ချင်းချောက်တွေ့သွားပြီးနင်းထဲကဝိညာဉ်စွမ်းအင်တွေဟာတစ်ဆက်မကြံအကုန်ထုတ်ယူခြင်းခံလိုက်ရကတာမန်မျက်စိနဲ့မြင်နိုင်တဲ့ဝိညာဉ်လင်းနှန်းလေးတွေဖြစ်စူးစီးပြီးကျွန်တော်ရဲ့ဆုပ်ယူခြင်းကိုခံလိုက်ရတယ်ဒီချိန်မှာကျွန်တော်ကစိတ်တည်ငြိမ်နေပြီးအဆင့်တက်ဖို့အတွက်အစွမ်းကုန်စူးစမ်းနေရဲ့မနက်စောစောပိုင်းမှာကျွန်တော်ဘေးနားမှာလေပွေတစ်ခုတိုက်ခတ်လာပြီးကျွန်တော်ချက်ချင်းမျက်လုံးတွေကိုဖွင့်လိုက်ကခနာကိုယ်ထဲကလေပုတ်တွေကိုမှု့ထုတ်လိုက်တဲ့ကြာမြင့်စွာဝေးကွာနေတဲ့ဝိညာဉ်စွမ်းအင်တွေရဲ့စီးဆင်းမှုကိုခံစားလိုက်ရပြီးနောက်ဆုံးတော့ကျင့်ကြံခြင်းပထမအဆင့်ကိုရောက်ရှိသွားပြီးဒီလိုဆိုရင်တော့မနက်သေးစားလေးချို့ကိုသုံးလို့ရပြီဖြစ်လို့ကိုကာကွယ်နိုင်တဲ့အစွမ်းရှိလာပြီလို့ပြောလို့ရတယ်အစားတုံးကတော့ကျွန်တော်ကကျင့်ကြံခြင်းကြောင့်ဘာမှမသိပဲရုန်းကန်လှုပ်ရှားရင်းနှစ်ပေါင်းရာချီကြာမှသာလမ်းမှန်ပေါ်ရောက်ခဲ့တာဒီတစ်ခါတော့အဆင့်တိုင်းကိုပြည့်စုံအောင်လုပ်ပြီးထိတ်ဆုံးကိုတစ်ခေါက်ပြန်တက်ရမယ်ပြီးနောက်Therapy ထွက်ခွာလာခဲ့တယ်ဒီချိန်မှာမနက်ခင်းလေ့ကျင့်ခန်းလုပ်တဲ့အဖိုးကြီးတချို့ဒီနေရာကိုရောက်လာကြတယ်ဒါမြေပြင်ပေါ်မှာဘသူဆွဲထားတဲ့ပုံလဲစိတ်ဝင်စားစရာပဲဆံပင်ဖြူပြီးကလေးလိုမျက်နှာရှိတဲ့အဖိုးကြီးတယောက်ကမျက်မှောင်ကျုပ်ပြီးခါလောက်ကြည့်နေရင်ပုံရဲ့အလဲဘိုးမှာဝင်ထိုင်လိုက်တာနဲ့တကိုယ်လုံးတုန်ခါသွားပြီးမင်းသွားစုံစမ်းဒီပုံကိုဘသူဆွဲထားတာလဲလို့ပြောလိုက်တဲ့အိမ်ကိုပြန်ရောက်တော့ကျွန်တော်အဝတ်စားလဲပြီးမှကျောင်းကိုသွားခဲ့တယ်နောက်ထပ်အချိန်တန်ကြာရင်ပညာရေးဝန်ကြီးဌာနကတက္ကသိုလ်အားလုံးနဲ့ပူးပေါင်းပြီးပထမအကြိမ်မြောက်ချမ်းသာပွဲနမင်းဖလားပြိုင်ပွဲကိုကျင်းပတော့မှာပြိုင်ပွဲမှာပထမရတဲ့သူကအဖိုးတန်အရင်းမြစ်တွေနဲ့လူများရဲ့အာယုံဆိုင်မှုကိုအများကြီးရရှိမှာဖြစ်တယ်တက္ကသိုလ်ဝင်စာမေးပွဲကိုအောင်မြင်ပြီးတက္ကသိုလ်တက်ခွင့်ရမှာဒါနမင်းဖလားပြိုင်ပွဲမှာပါဝင်ခွင့်ရမှာဖြစ်တယ်ဒါကြောင့်ဒီတက္ကသိုလ်ဝင်စာမေးပွဲကိုကျွန်တော်ကိုယ်တိုင်လည်းဝင်ရောက်ဆင်နွှဲရအောင်မယ်ဒီချိန်မှာတတိယနှစ်အခန်း6ကစူညံပွဲလောတိုက်နေပြီးကျွန်တော်ပေါ်လာတာနဲ့အတန်းတွေကခရတာငိမ့်သက်သွားတယ်ငါတို့အတန်းကကျင့်ကြံခြင်းနဲ့ဖျားကြီးလာပြီးဟဲ့ကျင့်ကြံခြင်းလောကရဲ့ပထမဆုံးလူသားကြွချီလာပါပြီတချို့လူတွေကလောင်ပြောင်တယောကြပေမဲ့ထင်မှတ်ထားသလိုမျိုးဝိုင်းလောင်တာမျိုးတော့မရှိခဲ့ပါဘူးဒီချိန်မှာတခြားတန်းဖော်တွေကကျွန်တော်ကိုအန်တာတော်လို့ဆိုတာကြည့်နေကြတယ်ဒီနေ့ကျွန်တော်ကအရင်နေ့တွေနဲ့မတူပဲတာမန်လူတွေထက်ထူးကဲလို့မြောက်နေတဲ့ခံစားချက်မျိုးရှိနေတယ်လို့ပဲအဲ့ဒီချိန်မှာပဲအတန်းပိုင်ဆရာမကျန်းဟိုင်လို့အတန်းထဲဝင်လာပြီးစားပွဲကိုခောက်ကအားလုံးကိုရင်ခိုင်းလိုက်တယ်ပြီးတော့ဒီတစ်ခါတက္ကသိုလ်ဝင်စာမေးပွဲမှာတတိထားရမယ့်အချက်တွေကိုစတင်ရှင်းပြပါတော့တယ်ဒီတစ်ခါလက်မျိုးနွယ်စုရဲ့အထက်တန်းကျောင်း28ကျောင်းပူးပေါင်းစာမေးပွဲကိုနံပါတ်38စာစစ်ဌာနရဲ့တော်တိုင်းနယ်မြေမှာကျင်းပမှာဖြစ်တဲ့အဆင့်မတူတဲ့သားရဲတွေကိုတက်ဖြတ်ခြင်းဖြင့်မတူညီတဲ့ရမှတ်တွေကိုရရှိမှာဖြစ်တယ်မင်းထဲမှာကွာအဆင့်နဲ့ရအဆင့်သားရဲတွေကအပိုဆောင်အမှတ်တွေနဲ့တူညီတဲ့ခဏနေရင်အားလုံးကွင်းပြင်ကိုသွားပြီးမထွက်ခွာခင်လိုအပ်တဲ့ပစ္စည်းတွေကိုသွားယူကြပါပြောပြီးတာနဲ့ကျန်ဟိုင်လူကလက်ထွက်သွားတဲ့ကျောင်းသားကျောင်းသူများအားလုံးစီးကမ်းလိုက်နာပြီးပစ္စည်းတွေလာယူဖို့တန်းစီကြပါဒီချိန်မှာကွင်းပြင်ထဲမှာခန်းကြားထဲဝါတဲ့အတန်တစ်ခုရှေ့ကနေထွက်ပေါ်လာတယ်ဒါဟာကျောင်းဆရာကြီးဖြစ်တဲ့နိုးထသူအဲဂေါ်ဖိုးတယောက်ဖြစ်တာကြောင့်မိုင်းမတုံးရင်တောင်သူ့အတန်ကတုံးလုံးချောက်ချားစရာကောင်းလာတယ်နိုးထသူတွေကအလဲမှာယူပါစက်မှုပညာရှင်တွေကညာဘက်မှာသူတေတီတွေကဘက်ဘက်မှာဖြစ်တဲ့ကျင့်ကြံခြင်းငါတို့ကျောင်းကမဟုတ်ဘူးဘသူကကျင့်ကြံခြင်းကိုရွေးချယ်လိုက်တာလဲလူတိုင်းသိကြတဲ့အတိုင်းမတူညီတဲ့အသက်မွေးဝမ်းကျောင်းကိုရွေးချယ်တဲ့အခါတက္ကသိုလ်ဝင်စာမေးပွဲမှာမတူညီတဲ့ပစ္စည်းထုတ်ပိုးတွေကိုရရှိမှာဖြစ်တယ်တူညီတဲ့ဆေးဝါးတွေနဲ့တိုင်းနာတဲ့ဆေးလုံးတွေအပြင်နိုးထသူတွေကပညာရေးဝန်ကြီးဌာနကသတ်မှတ်ပေးထားတဲ့လက်နက်တွေကိုရရှိမှာဖြစ်ပြီးစက်မှုပညာရှင်တွေကအခြေခံဆေးရုပ်ဝတ်စုံကိုရရှိမှာဖြစ်ကသူတေတီတွေကတော့အခြေခံတင်တဲ့လက်နက်တွေကိုရရှိမှာဖြစ်တယ်ကျင့်ကြံခြင်းဆိုတဲ့ရွေးချယ်မှုကတော့တက္ကသိုလ်ဝင်စာမေးပွဲတမိုင်းမှာတခါမှမရှိခဲ့ဘူးပါဘူးဒီကျင့်ကြံခြင်းလမ်းစဉ်ကကျောင်းသားငါးစီလာပြီးပစ္စည်းတွေလာယူပါဒီလိုခြေအနေမျိုးကတာမန်ကျောင်းသားတွေအတွက်တော့စိတ်ကူးရခက်ပြီးနေရခက်နိုင်ပေမဲ့ငါအတွက်တော့ဘာမှမဖြစ်ပါဘူးငါကတော့စင်ဘော်ကိုတီတီငိမ့်ငိမ့်ပဲတက်သွားလိုက်တယ်ကျောင်းသားမင်းအခုစိတ်ပြောင်းမယ်ဆိုရင်မင်းရဲ့ဆန္ဒကိုတစ်ချိန်ပြောင်းလဲခွင့်ပေးမယ်ကျောင်းအကြီးကဖြောင်းဖြပြောဆိုနေတယ်မလိုပါဘူးငါခေါင်းခါပြလိုက်တယ်ကျောင်းအကြီးစကားအိမ်သွားတယ်ဒီကောင်လေးကဘာလို့ဒီလောက်တောင်ခေါင်းမာနေရတာလဲဒါပေမဲ့လည်းထက်ပြီးအများကြီးပြောဖို့မကောင်းတော့လို့ကောင်းကောင်းစူးစမ်းပါလို့ပဲပြောလိုက်တယ်ကျောင်းအကြီးရဲ့မျက်နှာကတိတ်မကောင်းလာဘူးဘေးကနေဝိုင်းကြည့်နေတဲ့တခြားကျောင်းသားတွေကိုစူးစူးဆိုင်ဆိုင်ကြည့်လိုက်ပြီးဘာကြည့်နေကြတာလဲမြင်မြန်လာပြီးပစ္စည်းတွေယူကြအဲ့ဒီအချိန်မှာဆံပင်ပြာနုရောင်ရှိနဲ့အရက်ရှိမျက်နှာကြားလာပါတဲ့မိန်းကလေးတယောက်ကငါရှိကနေဖျက်လျှောက်သွားတယ်သူမရဲ့အကြည့်တွေကဝေဝဲသွားပြီးသူ့ကိုမတိမတာအကဲခတ်နေခဲ့တယ်အထူးတန်းကချီရွှေရောင်ငါတို့ကျောင်းရဲ့ကောင်းကင်အဆင့်နိုးထသူ9ယောက်ထဲမှာတူးတဲသောမိန်းကလေးပေါ့ဒီလောက်နီးကပ်မြင်ရတာတကယ်ကိုလာတာပဲယောက်ျားလေးကချီရွှေရောင်ကိုငေးမောပြီးကြည့်နေမိတယ်မိနစ်20ကြာပြီးနောက်အားလုံးပစ္စည်းတွေရသွားကြတယ်ကျောင်းအကြီးရဲ့ညွှန်ကြားမှုအောက်မှာစာမေးပွဲဖြေဆိုမဲ့ကျောင်းသားထောင်ချီဟာအစုလိုက်ပြုံလိုက်ကျောင်းပြင်ပကိုထွက်ခွာလာကြတယ်အဲ့ဒီအချိန်မှာစစ်လေရင်တွင်းထဲကအခြေအနေကတော့နည်းနည်းထူးဆန်းနေရဲ့ကျောင်းသားတော်များများကစိတ်လှုပ်ရှားနေကြပြီးစိုးရိမ်စိတ်ပြေးပြောင်းအောင်တခြားလူတွေနဲ့စကားပြောနေကြတယ်တချို့လူတွေကတော့သူ့ကိုခိုးခိုးကြည့်နေကြတယ်သူမကြောက်ဘူးလားအခန်း6ကလူတွေပြောတာတော့သူကစွမ်းအားနှုတ်ထက်ခြင်းမရှိုံတင်မကဘူးသူ့ရဲ့ငကိုဖွဲကပါအပယ်ခံလိုက်ရတာတဲ့ဘသူကဝင်ထုတ်ဝင်ပိုးဖြစ်မဲ့လူကိုခေါ်သွားခြင်းပါလဲဒီလူတွေကဟာဟာပတ်ရေမောနေကြတယ်ဒီလိုလုပ်လိုက်ရင်စိတ်မလှုပ်ရှားတော့တယ်လို့မျိုးပဲကဲအမှတ်38စာမေးပွဲကွင်းပြင်ကိုရောက်ပြီးအခုမြေပြင်နဲ့မီတာ200အကွာဝေးမှာရှိတယ်အားလုံးအောက်ကိုခုန်ချကြတော့စစ်လေရင်ရဲ့နောက်ဘက်တကားပွင့်သွားပြီးလိုက်ပါပို့ဆောင်သူတွေကလူတိုင်းကိုလေဒီတယောက်တစ်ခုစီဝေပေးလိုက်တယ်ကျောင်းသားအားလုံးကအဖွဲလိုက်တယောက်ပြီးတယောက်ခုန်ချသွားကြတယ်နွယ်ပင်တွေနဲ့ပေါင်းမြက်တွေထူထပ်နေရဲ့ပျက်စီးရွရင်းနေတဲ့နေရာတစ်ခုမှာချင်းတွေရင်တွေပြန်တန်းနေပြီးလေထုထဲမှာစိုးထိုင်းထိုင်းနှံ့တွေဖုံးလွှမ်းနေတယ်ဟိုမှာကြည်စမ်းအဲ့ဒါဘာတူလဲ
တကြောင်လုံးမှာတယောက်တည်းရှိတဲ့ကျင့်ကြံသူလေးထောင်ပုံတပုံခွင့်ရေးပဲငါတို့နဲ့လာတော့တာပဲလို့ယောက်ျားလေးတယောက်ကအန်ရက်ကြီးနဲ့ပြောလိုက်တယ်ဒါနဲ့ခါနေရင်ထူးဆန်းတဲ့သားရဲတွေပေါ်လာရင်ငါတို့သူ့ကိုကူညီပေးရမလားမိန်းကလေးတယောက်ကစိုးရိမ်နေကြီးမေးလိုက်တယ်ကူညီရမှာပေါ့ဘာလို့မကူညီရမှာလဲတက္ကသိုလ်ဝင်စာမေးပွဲမှာကျောင်းသားချင်းချင်းကူညီတာကိုအထက်ကိုတင်ပြရင်ငါတို့လည်းအပိုးမဲ့ရနိုင်တာပေါ့ထွားချိုင်းတမာတဲ့ယောက်ျားလေးတယောက်ကယုံကြည်ချက်ပြည့်ရှိတဲ့မျက်နှာပေးနဲ့ပြောလိုက်တယ်သူတို့9ယောက်စကားပြောနေတော့မှပဲငါးနောက်ကပျက်စီးနေတဲ့အဆောက်အုံထဲကနေမိတ်ဆာဝန်ပူတွေခွေး3ကောင်ပြေးထွက်လာတယ်တကောင်ချင်းစီကအမြင့်1မီတာအလျား2မီတာလောက်ရှိပြီးအဆွဲတပြူးပြူးနဲ့တကယ်ကိုကြောက်စရာကောင်းလာတယ်ဒါပေမဲ့ငါကတော့ဘာမှသတိမထားမိတဲ့အတိုင်းနောက်ကမိတ်ဆာဝန်ပူတွေခွေးတွေရှိနေတာတောင်အေးအေးဆေးဆေးရဲ့ဆက်ရှောက်နေခဲ့တယ်စွာလည်းနိုးထမလာပဲနဲ့ဒီလိုတောတိုင်းမြေပြင်မှာဒီလောက်တောင်ပေါ်စနေရတဲ့တကယ်ကိုတေးရင်းရှာနေတာပဲထွားချိုင်းတဲ့ယောက်ျားလေးကနှုတ်ကသာထိုးထိုးပြောနေပေမဲ့သူ့ရဲ့တိုက်ခိုက်ရေးသားကိုတင်းတင်းဆုပ်ကင်ပြီးအချိန်မရွေးဝင်ကူညီဖို့ပြင်ဆင်လိုက်တယ်မိတ်ဆာဝန်ပူတွေခွေးကပေါင်းမြက်တွေကြားထဲမှာရက်ပြီးသူ့ရဲ့အေးဆက်ဆက်အကြည့်တွေနဲ့ရှေ့ကကြောပြင်ကိုစိုက်ကြည့်ကဝုန်းခနဲ့ရှေ့ကိုပြေးဝင်သွားတော့တယ်ငါကတော့ထိုမိတ်ဆာဝန်ပူတွေခွေး3ကောင်ကိုတစ်ချက်ပဲလှမ်းကြည့်လိုက်ပြီးရှောင်းတင်းချင်းလည်းမလုပ်ခဲ့ဘူးဒီကောင်တော့လှုပ်ရှားဖို့ပြင်ဆင်လိုက်ပါပျက်စီးရရင်းနေတဲ့အဆောက်အုံနောက်ွယ်မှာပုံနေတဲ့လူ9ယောက်ကဒါကိုမြင်လိုက်ရတဲ့အခါဆဲဆိုချင်းမောက်မိသွားကြတယ်ဒါကထူးဆန်းတဲ့ဝန်ပူတွေခွေးဖြစ်ပြီးအိမ်မွေးခွေးမဟုတ်ဘူးလေဒီဝန်ပူတွေခွေးရဲ့တစ်ပင်ကြီးတွေကိုတောင်ဖျက်တောက်နိုင်တဲ့ချွန်ထက်တဲ့သွားတွေနဲ့ခြေသီးတွေကိုမပြောနဲ့ဦးသူအရှိန်ဟုန်ပြင်းပြင်းနဲ့ပြေးဝင်လာတဲ့အားကအရှိန်နဲ့မောင်းနေလာတဲ့မော်တော်ဆိုင်ကယ်တစ်စီးထက်မလျော့ပါဘူးနိုးထလာသူတွေဖြစ်တဲ့သူတို့တောင်မှဒီဝန်ပူတွေခွေးရဲ့တိုက်ရိုက်တိုက်ခိုက်ခြင်းကိုခံရရင်ယာယီလားအုပ်ရှားနိုင်စွမ်းဆုံးရှုံးသွားပါလိမ့်မယ်နိုးထက်ခြင်းမရှိသေးတဲ့လူတွေဆိုရင်တော့တိုက်ရိုက်ဝင်တိုက်ခံရရင်မတေယုံတမဲပြင်းထန်စွာဒဏ်ရာရသွားပါလိမ့်မယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲကျွန်တော်လှည့်ပြီးရုတ်တရက်တိုက်ခိုက်လိုက်တယ်ဘုံဟင်းလင်းပြင်းထဲမှာလက်တီ3ချက်ဆက်တိုက်ထိုးလိုက်တဲ့အခါအရှိန်နဲ့ပြေးဝင်လာတဲ့ထူးဆန်းတဲ့ဝန်ပူတွေခွေး3ကောင်ဟာအမြောက်ဆန်တွေလိုနောက်ပြန်တွင်းထွက်သွားခဲ့တယ်အဲ့ဒီထဲကတကောင်ကလူ9ယောက်ဖွဲ့ရဲ့ခြေရင်းသားကိုလိမ့်ကျလာပြီးဘာဆက်ကနေတွေးရစီကြကညီတော်ရုံးကန်ရင်ခါအကြမှာပဲအသက်ပြောက်သွားခဲ့တယ်ထွားချိုင်းတဲ့ကောင်လေးကငုံကြည့်ပြီးသူ့ခြေရင်းသားမှာတေဆုံးသွားတဲ့အဆင့်မြင့်သားရဲကြီးကိုကြည့်ကကြောင်အန်းသွားခဲ့တယ်သူကဒီဝန်ပူတွေခွေးကိုတက်လိုက်တာလားဒါဘလို့ဖြစ်နိုင်မှာလဲတယောက်ကတိုးတိုးလေးအန်တာတုံလို့စွာရေရွတ်လိုက်တယ်လီမင်ဒီလူကဘလို့လုပ်လိုက်တာလဲလို့မင်းထင်လဲမိန်းကလေးတယောက်ကမျက်လုံးဝိုင်းသားနဲ့ထွားချိုင်းတဲ့ကောင်လေးကိုလှည့်ကြည့်လိုက်တယ်လီမင်ကတနွေးကိုခက်ခက်ခဲခဲမျိုးချရင်ငါဘလို့သိမှာလဲမင်းကငါ့ကိုမေးတော့ငါကဘသူ့ကိုသွားမေးရမလဲဒီလိုသားရဲကြီးကိုတစ်ချက်တည်းနဲ့အပြတ်တက်နိုင်နေဆိုတာအနည်းဆုံးတော့ကောင်းကင်အဆင့်နိုးထသူဖြစ်ရမယ်။တာမန်နိုးထသူတွေကလည်းဒီလိုသားရဲကြီးတွေကိုတက်နိုင်ပေမဲ့အပြင်းထန်တိုက်ခိုက်ရမှာတေးချက်ပါပဲ။ကောင်းကင်အဆင့်နိုးထသူတွေဒါနိုးထမှုစွမ်းရည်ကိုထုတ်သုံးပြီးစက္ကန့်ပိုင်းတွင်သားရဲကြီးတွေကိုတစ်ချက်တည်းနဲ့တက်ပစ်နိုင်တာပါ။ဒီအချိန်မှာကျွန်တော်ကသူတို့ရှိရာဘက်ကိုရှောက်လာခဲ့တဲ့တက္ကသိုလ်ဝင်စာမေးပွဲတတိယမြောက်နေ့နေ့လယ်2နာရီကြာမှသာအမှတ်စရင်းစစ်ဆေးမှုကိုဖွင့်ပေးမှာဖြစ်ပါတယ်။အဲ့ဒီမှတိုင်ကင်မှာစာမေးပွဲဖြေဆိုသူတွေအနေနဲ့တက်ဖြတ်လိုက်တဲ့သားရဲကြီးတွေစီကရတဲ့ပစ္စည်းတွေကိုစုဆောင်းသိမ်းဆည်းထားဖို့လိုအပ်ပါတယ်။ကျွန်တော်ကဓာတ်အုပ်နဲ့ဝန်ပူတွေခွေးရဲ့ချွန်ထက်တဲ့သွားတွေကိုခွာထုတ်ပြီးကြောပိုးအိတ်ထဲထည့်လိုက်တယ်ပြီးတော့နောက်လည်းမကြည့်ပဲထွက်ခွာလာခဲ့တယ်။စွာအဆင့်မြင့်တက်လာပြီးနောက်မှာမိမိရဲ့အာယုံ၅ပါးနဲ့ခန်းစားချက်တွေကတိတိတတာတိုးတက်လာခဲ့တဲ့မီတာ100အတွင်းကလေထုရဲ့တင်းငယ်တဲ့တုံခါမှုကိုတောင်အလွယ်တကူအာယုံခံနိုင်စွမ်းရှိလာတယ်ဒါကြောင့်ဘေးပတ်ဝန်းကျင်ကထူးဆန်းတဲ့ဝန်ပူတွေခွေးနဲ့ចောင်းသားနေငယ်ရှိနေတာကိုစောစောကလေးကအာယုံခံမိနေခဲ့တာဖြစ်ပါတယ်သူတို့ကပထမအဆင့်နိုးထသူတွေတာဖြစ်တဲ့အတွက်မိမိမျက်စိထဲထည့်စရာမလိုပါဘူးတားရဲသွား3ချောင်းကိုတင်းစီပြီးနောက်ပျက်စီးနေတဲ့မြို့လေကောင်စီကိုတန်းတန်းမတ်မတ်ရှောက်လန်းခဲ့တဲ့စာမေးပွဲကွင်းရဲ့အလဲဘိုးကိုရောက်လေတားရဲတွေရဲ့အစွမ်းကပုံမမြင့်မားလေဖြစ်ပြီးရရှိမဲ့အမှတ်တွေကလည်းပုံများလေပါပဲကောင်းကင်ကံကြမ္မာဖလားပြိုင်ပွဲမှာပါဝင်ခြင်းရင်အနည်းဆုံးတော့လက်မျိုးနွယ်စုရဲ့ထိပ်တီးရောက်90တဲ့ဝင်ရမယ်ဒါကြောင့်မြို့လေကောင်ကိုသွားပြီးအဆင့်မြင့်တားရဲတွေကိုအမဲလိုက်တာကမှမိမိရဲ့ရွေးချယ်မှုအဆင့်အမှန်ဖြစ်လိမ့်မယ်ချင်းကျွမ်းပျက်စီးနေတဲ့ဖျားเจ้าတစ်ခုအနားကနေဖြတ်သွားတဲ့အခါအဖွဲငယ်လေးတစ်ခုအထဲကနေထွက်လာခဲ့တယ်အဲ့ဒီထဲကတယောက်ကချင်းကျွမ်းကိုကြည့်ပြီးအန်တာတော်လှုပ်သွားတဲ့ချန်ဟောင်သူကငငယ်ကလေးကတိလာတဲ့ညီကိုလိုသူငယ်ချင်းကောင်းတယောက်ပါမင်းကတော့ကွာဒီရက်ပိုင်းပါတွေဖြစ်နေတာလဲခွင့်တိုင်ထားပြီးဖုန်းခေါ်ရင်လည်းဆက်သွယ်လို့မရဘူးချန်ဟောင်ကရိုးရိုးရှင်းရှင်းပဲမေးလိုက်တယ်ဘာမှမဖြစ်ပါဘူးပြန်လည်မွေးဖွားလာပြီးနောက်မှာမိမိကလျှက်စစ်ပစ္စည်းတွေကိုတုံးဆွဲတာနေပါသွားတဲ့အတွက်ချန်ဟောင်ရဲ့ဆက်သွယ်မှုတွေကိုမမြင်မိတာဖြစ်ပါတယ်အေးပါဘာမှမဖြစ်ရင်ပြီးတာပါပဲမင်းတယောက်တည်းလားကျန်တဲ့သူတွေကောပဲမှာလဲထားလိုက်ပါတော့မင်းတယောက်တည်းဆိုရင်ငါတို့နဲ့အတူသွားကြရအောင်ချန်ဟောင်ကတွတ်နဲ့အများကြီးပြောနေခဲ့ရင်မဲ့ကျွန်တော်ကတော့ခေါင်းမုံပြီးပြုံးနေမိတယ်ရတာပေါ့ဒါမှငါသူငယ်ချင်းကိုငါတို့နှစ်ယောက်ပူးပေါင်းလိုက်ရင်စာမေးပွဲမှာအောင်မြင်မှုရမှာတေချာတယ်ကျွန်တော်ပူးပေါင်းလာတဲ့အတွက်ချန်ဟောင်ကအယံဝမ်းသာသွားတယ်မိတ်ဆက်ပေးရအောင်မယ်သူတို့အားလုံးကငါနဲ့တတန်းတွေကသူငယ်ချင်းတွေပဲစွမ်းရည်လည်းမစိုးကြဘူးချင်းကျွမ်းကငါသူချင်းကောင်းမှုခဏနေရင်ငါတို့နဲ့အတူသွားမယ်အားလုံးဝိုင်းဝန်းကူညီပေးကြပါဦးချန်ဟောင်ကမိတ်ဆက်ပေးခဲ့ရင်မဲ့ကျွန်တော်ကတော့အေးအေးဆေးဆေးပဲခေါင်းညှိပြလိုက်တယ်ဝေတောင်တို့3ယောက်ကကျွန်တော်ရဲ့သဘောထားကိုမြင်တဲ့အခါစိတ်ထဲမှာမကြေမနက်ဖြစ်သွားကြပေမဲ့ချန်ဟောင်ရဲ့မျက်နှာကြောင့်ဘာမှအများကြီးမပြောခဲ့ကြပါဘူးဒီလူကမျက်နှာပြောင်းမနေဖို့ပဲမျှော်လင့်ပါတယ်တက္ကသိုလ်ဝင်ခွင့်ရမယ်အမှတ်တွေရပြီးရင်သူ့ဘာသာသူထွက်သွားရင်ကောင်းမယ်ငါတို့ဖွဲ့နောက်ကိုတကောက်ကောက်လိုက်မနေရင်အကောင်းဆုံးပဲပျက်စီးနေတဲ့လမ်းပေါ်မှာရှောက်လန်းရင်သူတို့ကစာမေးပွဲအကြောင်းတက်ဆွေးနွေးနေကြတယ်အခုငါတို့ဖွဲ့ရဲမှာလူတယောက်ပေါ်လာပေမဲ့စူးစမ်းရင်တော့အရင်ကလိုအမှတ်တွေခွဲဝေရရှိနိုင်မှာပါဒူမင်ကကျွန်တော်ကိုဒါပေမဲ့ဘာမှအများကြီးမပြောခဲ့ဘူးအဲ့ဒီအချိန်မှာကျွန်တော်ခေါင်းမော့ပြီးညာဘက်ရှိကပျက်စီးနေတဲ့အဆောက်အုံတွေစီကိုလမ်းကြည့်လိုက်တယ်ကိုယ့်ရဲ့အာယုံခံစားမှုအရာအဲ့ဒီနေရာမှာထူးဆန်းတဲ့တားရဲတကောင်ချင်းကလာနေပြီးကြီးစင်းရှိတဲ့တားရဲဖြစ်ရမယ်ခြေလက်နဲ့လမ်းလောက်လမ်းပြီးတော့ချန်ဟောက်တို့လည်းရက်သွားကြတယ်ပြီးတော့ပတ်ဝန်းကျင်ကိုတတိထားပြီးလက်ပတ်ကြည့်ရှုနေကြတယ်အဲ့ဒီအချိန်မှာပဲညာဘက်ရှိကပျက်စီးနေတဲ့နေရာကနေတားရဲတွေပြေးလွှားလာတဲ့အတန်တွေထွက်ပေါ်လာခဲ့တယ်ထူးဆန်းတဲ့တားရဲ18ကောင်ဟာပျက်စီးနေတဲ့နေရာတွေကနေပြေးထွက်လာခဲ့ကြတယ်ကြီးစင်းရှိတဲ့တင်ကာဝက်ဝမ်ကြီးတကောင်အိတ်ခအဆင့်ရှိတဲ့အတောင်ပံပါဝမ်ပူလေး12ကောင်နဲ့အိတ်ခအဆင့်ရှိတဲ့အမီးနှစ်ခွာတော့ကြောင်9ကောင်ငါနဲ့ချင်းကျွမ်းကကြီးကြီးဆင့်ရှိတဲ့တင်ကာဝက်ဝမ်ကိုထိန်းထားမယ်မင်းတို့ကအိတ်ခအဆင့်ရှိတဲ့တားရဲတွေကိုအမြန်ဆုံးရှင်းပစ်လိုက်ချန်ဟောက်ရဲ့မျက်နှာမူရာကတီးတက်လေးနဲ့သွားပြီးအေးဆက်ဆက်အတန်နဲ့ပြောလိုက်တယ်ကျန်တဲ့3ယောက်ကတော့ဘာမှအများကြီးမပြောဘဲဓာတ်တွေကိုကိုင်ဆွဲပြီးပြေးထွက်သွားကြတယ်တင်ကာဝက်ဝမ်ကတော့သူ့နာမည်တိုင်းပဲတိုက်ခိုက်မှုရောကာကွယ်မှုပါအရင်မြင်ပါတယ်သူ့ကိုတက်ဖို့ဆိုတာမလွယ်ကူလာဘူးဒါကိုကြည့်ချင်းအဖြစ်ချန်ဟောက်မှာလည်းကြီးစင်းရှိတဲ့တားရဲကိုတယောက်တည်းတက်ဖို့အစီအစဉ်မရှိတာထင်ရှားပါတယ်သူ့ရဲ့လှုပ်ရှားမှုတွေကဖြက်လက်တွက်လက်ပြီးရှောင်းကွင်းလှုပ်ရှားနေတာဟာငှက်ကလေးတစ်ကောင်လိုပဲချန်ဟောက်နဲ့တင်ကာဝက်ဝမ်တို့4မိနစ်5မိနစ်လောက်လုံးထွေးတိုက်ခိုက်နေကြတယ်ဝေတောင်းတို့3ယောက်ကအိတ်ခါဆင်းရှိတဲ့တားရဲတွေကိုအကုန်တက်ဖြတ်ပြီးတဲ့အထိစောင့်ဆိုင်ပြီးမှတင်ကာဝက်ဝမ်ကိုအတူတူဝိုင်းဝန်းတိုက်ခိုက်ဖို့ရောက်လာကြတယ်10မိနစ်တောင်ပြည့်ခင်မှာပဲသူတို့ဟာထွက်ပေါ်လာတဲ့ထူးဆန်းတဲ့တားရဲ18ကောင်စလုံးကိုရှင်းလင်းနိုင်ခဲ့ပြီးအမှတ်29မှတ်ရရှိခဲ့တယ်ဒီလိုရှိန်ဟုံမျိုးကတက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာဆိုရင်တော်တော်လေးကိုကောင်းမွန်တဲ့အဆင့်မှာရှိနေပါပြီစီကံဟောင်းတိုင်းပဲတယောက်ကို9မှတ်စီပိုတဲ့2မှတ်ကိုတော့ချန်ထားလိုက်မယ်
ကျွန်တော်ကတော့ကိုတွေ့ရတဲ့တားရဲ့အဆွဲငါးခုကိုအေးအေးဆေးဆေးပဲလက်ခံလိုက်တဲ့ဖွဲ့ရဲ့တိုက်ပွဲဝင်စုလက်တွေကိုလက်ခံရရှိပြီးပြီဆိုမှတော့နောက်ပိုင်းမှာသူကိုယ်တိုင်လည်းတဘာဝအတိုင်းပါဝင်ကူညီမှာပါဒီဖွဲ့ကိုပြန်လည်ပေးဆက်မဲ့အရာကဒီတားရဲ့အဆွဲငါးခုထက်အစပေါင်းများစွာတာလုံးမှာတေချပါတယ်ဒါကတော့သူ့ရဲ့ကိုယုံကြည်မှုပါပဲဂူအဲ့ဒီအချိန်မှာပဲပျက်စီးနေတဲ့နေရာစီကနေအကွဲတန်တစ်ခုထွက်ပေါ်လာခဲ့တယ်တော်တိုင်းကွင်းပြင်ထဲကနေထွက်ပေါ်လာတဲ့တောချက်တွေရဲ့အော်တန်နဲ့တူလာတယ်မကောင်းတော့ဘူးဒါကကြီးစင်းရှိတဲ့ရွှေရောင်တောင်ပန်ပါကူလာအုံးငှက်တွေပဲအတန်ကိုနားထောင်ရတဲ့လောက်ဆိုရင်အနည်းဆုံးတော့ကြီးစင်းရှိတဲ့ရွှေရောင်တောင်ပန်ပါကူလာအုံးငှက်30ကောင်လောက်ရှိလိမ့်မယ်ဝေတောင်းတို့ဟာအော်တန်ကိုကြားလိုက်ရတဲ့အခါမျက်နှာတွေပြတ်သွားကြတယ်ချမ်းဟောက်လည်းမျက်ခုံးပင်သွားပြီးချက်ချင်းပဲအတန်နှိမ့်နဲ့အော်ပြောလိုက်တယ်အရင်စုပ်ကြမယ်အဲ့ဒီနောက်မှာတော့ပဝန်းကျင်ကပျက်စီးနေတဲ့နေရာတွေရဲ့ကနေရွှေရောင်တောင်ပန်ပါကူလာအုံးငှက်တွေပြန်တန်းထွက်လာပြီးသူတို့ကိုအလဲမှာဝိုင်းထားလိုက်တာကိုတွေ့လိုက်ရတဲ့တကောင်ချင်းစီဟာ2မီတာ3မီတာလောက်မြင့်မားကြပြီးခြေသီးတွေကတမနီနဲ့တုံးလောက်ထားသလိုပဲဖိအားပေးမှုကအပြည့်အဝပါပဲလူနှဲငယ်ရဲ့မျက်နှာမူရာတွေဟာတိတိတတာပြောင်းလဲသွားကြတယ်ချမ်းဟောက်ကတိုက်ပွဲဝင်တာကိုဆွဲထုတ်လိုက်ပြီးအစွမ်းကုန်တိုက်ခိုက်ဖို့ပြင်ဆင်လိုက်တယ်ခဏနေရင်မင်းကနောက်ကနေအတက်နိုင်ဆုံးလိုက်ခဲ့အရင်ဆုံးဒီနေရာကနေလွတ်အောင်ပြေးကြမယ်ဒါပေမဲ့သူစကားတောင်ဆုံးအောင်ပြောရသေးခင်မှာပဲသူ့ဘေးနားကနေလူရဲတစ်ခုဖြတ်ပြေးသွားတာကိုမြင်လိုက်ရတယ်အဲ့ဒီလူရဲရဲ့အရှိန်ကအရန်ကိုမျက်စံလုံးတာကြောင့်သူတို့မျက်စိနဲ့တောင်လိုက်မကြည့်နိုင်ကြဘူးအဲ့ဒီလူရဲရက်တန့်သွားပြီးကြက်ကလေးတစ်ကောင်ကိုလိန်ချိုးလိုက်တယ်လို့မျိုးရွှေရောင်တောင်ပန်ပါကူလာအုံးငှက်ရဲ့လေပင်ကိုလိန်ချိုးပြလိုက်တဲ့အချိန်ကျမှသာသူတို့ဟာထိုလူရဲရုပ်တွင်ကိုရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရတယ်ချင်းကျွမ်းနဲ့ချမ်းဟောက်တို့ဆွတ်သွားကြတယ်သူကစွမ်းအားမနှိုးထပ်သေးဘူးမဟုတ်ဘူးလားဘာလို့ဒီလောက်တောင်ကြမ်းတမ်းနေရတာလဲအဲ့ဒီနောက်မှာတော့ကျွန်တော်ကရွှေရောင်တောင်ပန်ပါကူလာအုံးငှက်ကိုဆွဲပြီးသူတို့စီလျှောက်လာတာကိုတွေ့လိုက်ရတယ်ချမ်းဟောက်ကအကျယ်ကြီးရဲ့မောပြီးချင်းကျွမ်းကိုတစ်ချက်ထိုးလိုက်တယ်မင်းကဘယ်တော့ကလေးကဒီလောက်တောင်တော်သွားတာလဲထူးဆန်းတဲ့တားရဲကိုစက္ကန့်ပိုင်းတွင်တက်ပစ်လိုက်တာပဲမင်းကောင်းကင်အဆင့်စွမ်းအားနှိုးထပ်သူတော့မဟုတ်ပါဘူးနော်ကျွန်တော်ခေါင်းခါပြလိုက်တယ်မဟုတ်ပါဘူးကျွန်တော်ကကျင့်ကြံသူတယောက်ပါကျင့်ကြံသူဟုတ်လား၄ယောက်စလုံးအံ့အားသင့်သွားကြတယ်ကျင့်ကြံခြင်းဆိုတာကျမ်းမာရေးအတွက်လေ့ကျင့်တဲ့ပညာရေးတစ်ခုမဟုတ်ဘူးလားဘယ်လိုလုပ်ပြီးတိုက်ခိုက်ရေးစွမ်းရည်ရှိနိုင်မှာလဲအရင်ကသူချင်းကျွမ်းကိုအဖွဲ့ထဲဝင်ဖို့ဖိတ်ခေါ်ခဲ့တော့ကတကယ်တော့ဖိအားနှိမ့်ငယ်ရှိခဲ့တာပါဘာလို့လဲဆိုတော့ဒီဖွဲ့ကအဓိကကြောင်းတွေရဲ့အမှတ်စရင်တိုင်းဖွဲ့စည်းထားတာမို့လို့ပါချင်းကျွမ်းကဒီလောက်ထိတမာလိမ့်မယ်လို့မထင်ထားခဲ့ဘူးအခုတော့သူတို့လူနေစုဟာအားကိုးရမဲ့လူတန်ကြီးတယောက်ကိုရှာဖွေတွေ့ရှိသွားခဲ့ပါပြီကျန်းဟောင်ကမျက်ခုံးပင်ပြီးစိတ်သက်သာရတဲ့ပုံစံနဲ့တူမင်ကိုကြည့်လိုက်တဲ့တူမင်ကတော့အာနာတလို့နဲ့ဟန်ဆောင်ရပြလိုက်ပြီးချင်းကျွမ်းကဒီလောက်တောင်စွမ်းထက်နေမှတော့ဆက်ပြီးရှေ့တို့ကြဖို့ကျွန်တော်အကြံပြုချင်တယ်လို့ပြောလိုက်တယ်ကျွန်တော်တို့တွေကလူနေစုက1500မှတ်ထက်ရနိုင်ရင်အဲ့ဒီအချိန်ကျရင်ထိတန်းတက္ကသိုလ်တစ်ခုခုကိုတက်လန်းနိုင်လိမ့်မယ်ကျွန်တော်လည်းအဲ့ဒီလိုပဲထင်တယ်ချင်းကျွမ်းမင်းကဘယ်လိုမြင်လဲဒါနဲ့ပတ်သက်ပြီးကျွန်တော်မှာဘာသဘောထားကွဲလွဲချက်မှမရှိပါဘူးကျန်းဟောင်ကိုတွေ့ကြတဲ့ကသူ့ကိုတစ်ဖက်တစ်လမ်းကကူညီဖို့ဆုံးဖြတ်ထားခဲ့တာဖြစ်သည်အချိန်တွေကကုံဆုံးသွားပြီးမကြခင်မှာပဲညနေခင်းတို့ရောက်ရှိလာခဲ့သည်မြေရိုင်းတွေပေါက်ရောက်နေတဲ့အခြားပျက်စီးရုံရင်းနေရဲ့အရက်တစ်ခုမှာကျန်းရှူရတို့9ယောက်ဖွဲ့ဟာဖြည်းဖြည်းချင်းရှေ့တိုးလာခဲ့ကြသည်တတိထားကြတော့ကျွန်တော်တို့အခုမြို့လေကောင်နဲ့နီးကပ်နေပြီးပတ်ဝန်းကျင်တစ်ခုလုံးမှာကပ်ပါသားရဲတွေကြီးပဲမျက်မှန်တက်ထားတဲ့ကောင်လေးတစ်ယောက်ကတတိကြီးစွာနဲ့တတိပေးလိုက်တယ်နိုးထက်ချင်းမရှိသေးတဲ့ချင်းကျွမ်းလိုကောင်မျိုးရှိနေရင်ကျွန်တော်တို့ပို့ပြီးတတိထားရလိမ့်မယ်အခုသူကျွန်တော်တို့ဖွဲ့ကနေထွက်သွားပြီပဲဘာကိစ္စငင်းကုန်နေရဦးမှာလဲလို့ရှောင်းဆုံးကပြောလိုက်တယ်ကျန်းရှူရကတော့စိတ်မကောင်းဖြစ်ပြီးအပြစ်မကင်းတယ်လို့ခံစားနေရသည်ကျွန်တော်တို့နောက်ဆုံးချိန်ကျမှသူ့ကိုအဖွဲကနေထွက်ခိုင်းလိုက်တာတိတ်တော့မကောင်းဘူးမလားသူကနိုးထက်ချင်းလည်းမရှိသေးတဲ့ကျင့်ကြံခြင်းလမ်းစဉ်ကိုရွေးချယ်ခဲ့တာဒီတစ်ချိန်တက္ကသိုလ်ဝင်စာမေးပွဲကိုဘယ်လိုဖြေဆိုကြော်ဖြတ်မလဲအခြားမင်းကလေးတယောက်ဖြစ်တဲ့ဆွန်လင်ကတော့ပြုံးပြီးကျမရဲ့အမကြီးကျန်းရဲ့နင်းကလည်းဘာတိတ်ပဲမရှိတဲ့ကယူနာတွေတွားတက်ညာနေတာလဲလို့ဆိုလိုက်တယ်အဲ့ဒီအချိန်မှာပဲရှက်ချေမှာလှုပ်ရှားမှုရှိတယ်လှုပ်ရှန်လင်းကအတန်တိုးနဲ့တတိပေးလိုက်တယ်လူနှဲငယ်ဟာချက်ချင်းငိမ်သက်သွားပြီးရှက်ချေကိုတတိကြီးစွာစောင့်ကြည့်လိုက်ကြတယ်ကျောင်းတစ်ကောင်လိုတားရဲတစ်ကောင်ဟာရှက်ချေကပျက်စီးနေတဲ့အဆောက်အုံကြားကနေပြေးထွက်လာတာကိုတွေ့လိုက်ရတယ်ဒီတားရဲဟာလူတရက်စာလောက်မြင့်ပြီးအလျား3မီတာနီးပါးရှိကတကိုယ်လုံးမီနဲ့နေပြီးခေါင်းကနေအမီးထိရွှေရောင်စင်းချောင်းနဲ့ချောင်းရှိပါတယ်အဆင့်အဆင့်ရှိတားရဲဖြစ်ပြီးရွှေရောင်စင်းနဲ့ချောင်းပါကြားတဲ့ဖြစ်သည်သူတန်ရာရထားတာပဲထိတ်တန်းတို့ထပ်သူတယောက်ကအဆင့်အတားရဲကိုလိုက်လံမဲလိုက်နေတာရှောင်းစုံနဲ့ထန်ယူတို့ကမျက်တောင်မခတ်တန်ဆိုင်ကြည့်နေကြသည်ထွက်လာပြီးဆွန်လင်းရဲ့မျက်လုံးတွေတောက်ပတ်သွားပြီးဘလို့ထိတ်တန်းတို့ထပ်သူကအဆင့်အတားရဲကိုအမဲလိုက်နေတာလဲဆိုတာကြည့်ချင်နေမိတယ်တကယ်လို့မိမိတို့ကျောင်းကလူဆိုရင်တွားရောက်မိတ်ဆက်လို့ရတာပေါ့ဒါချင်းကျွမ်းလာပြေးထွက်လာတဲ့လူ9ယောက်ထဲမှာချင်းကျွမ်းရဲ့ပုံရိပ်ကိုတွေ့လိုက်ရတဲ့အတွက်ဆွန်လင်းတယောက်စွန့်မင်တက်သွားရတယ်ဒီကောင်ကန်ကောင်းလိုက်တာဝေတောင်တို့ဖွဲ့နဲ့အတူတူရှိနေတာကိုနင်းအဲ့ဒီလူတွေကိုတီးလို့လားကျန်းရှူရကမေးလိုက်တယ်အားလုံးကကျွန်တော်တို့ကျောင်းကနိုးထပ်သူတွေကြီးပဲသူတို့ဖွဲ့ကကျွန်တော်တို့ကျောင်းမှာအဆင့်30အတွင်းဝင်နိုင်တဲ့ဖွဲ့ဖြစ်ကောင်းဖြစ်နိုင်တဲ့ချင်းကျွမ်းကတော့တကယ်ကိုကန်ထူးပြီးသူတို့ဖွဲ့ထဲရောက်သွားတာပဲကျန်းရှူရရဲ့မျက်လုံးတွေထဲမှာအားကြရိတ်တွေဖြတ်ပြေးသွားပြီးကျမကကျန်းဟောင်တယောက်တည်းကိုပဲတီးတာကျန်တဲ့လူတွေကဒီလောက်ဆွမ်းထက်လိုက်မယ်လို့မထင်ထားမိဘူးလို့ပြောလိုက်တယ်ထန်ရီကနှုတ်ခမ်းကိုတက်လိုက်ရင်ဒီကောင်တွေတကယ်ကိုတတိကောင်းတာပဲအဆင့်အတားရဲကိုတော့အမဲလိုက်ရဲတယ်လာသွားကြည့်ရအောင်လို့ဆိုကလူနှဲငယ်ကအမြန်လိုက်လံကြည့်ရှုကြတော့တယ်ဒီနေ့မှာသူတို့တားရဲတော်များများကိုအမဲလိုက်နိုင်ခဲ့ပြီးအများစုကအဆင့်ကြီးနဲ့အဆင့် H တားရဲတွေချစ်ကြသည်ညနေဆောင်ချိန်ကျမှသာအဆင့် F တားရဲတစ်ကောင်နဲ့ဆုံတွေ့ခဲ့ပြီးသူကိုယ်တိုင်တိုက်ခိုက်ကပြင်းထန်တဲ့တန်ရာကိုပေးနိုင်ခဲ့တာဖြစ်သည်ဒါပေမဲ့ဒီရွှေရောင်စင်းနဲ့ကြောင်းပါကြားတစ်ကတင်အန်ဆဲဆဲအချိန်မှာခွန်အားတွေပောက်ကွဲပြီးထွက်ပြေးလွတ်မြောက်သွားလိမ့်မယ်လို့မထင်ထားခဲ့မိဘူးတတိထားပျက်စီးနေတဲ့တိုင်းမြင့်တစ်ခုကိုဖျက်ကျော်ပြီးအတင်းပြေးဝင်နေတဲ့ကျန်းဟောင်ကိုကျွန်တော်လက်ဆွဲလိုက်တယ်မိမိတို့ဖမ်းမိကနေဖြစ်နေတဲ့ကြားတစ်ကတဖန်ပြန်လဲလွတ်မြောက်သွားပြန်ပြီမင်းပါလို့တာလဲကျန်းဟောင်ကဇဝေးဇဝါနဲ့ချင်းကျွမ်းကိုကြည့်လိုက်တယ်ချင်းကျွမ်းဘာမှမပြောရသေးခင်မှာပဲလေတုကိုဖျက်တန်းလာတဲ့ထက်မြက်တဲ့ဓာတ်တန်ထွက်ပေါ်လာပြီးညနေခင်းရွှေရောင်နေကြီးရောင်ပြန်ဟပ်နေတဲ့ဓာတ်လင်းတန်းတစ်ခုကလေထဲကိုဖျက်တန်းလာကတားရဲကိုပျက်စီးနေတဲ့နေရန်တစ်ခုပေါ်မှာတန်းလန်းဆိုင်ကပ်သွားစေခဲ့တယ်ကျန်းဟောင်ဒါကိုမြင်ပြီးအေးဆက်ဆက်လေးဘူးတစ်ချက်ကိုရှူသွင်းလိုက်မိတယ်တကယ်လို့ခုနကချင်းကျွမ်းသာသူ့ကိုဆွဲမထားရင်သူကိုယ်တိုင်ပဲတွေးချင်းချင်းနေပြီးထိုနေရာမှာတင်အသက်ပြောက်သွားနိုင်တယ်စာမေးပွဲမှာကျောင်းသားချင်းချင်းအမှတ်လူတာကိုမတားမြစ်ထားပေမဲ့အခြားလူရဲ့အသက်အန္တရာယ်ကိုငဲ့ကွက်ခြင်းမရှိပဲဒီလိုဝင်လူတာမျိုးကတော့အလွန်ပဲရှားပါလာပါတယ်ဘသူလဲကျန်းဟောင်ကဒေါသတကြီးနဲ့ဓာတ်ပြန်တန်းလာရအရက်ကိုလမ်းကြည့်လိုက်တယ်ပျက်စီးနေတဲ့အဆောက်အုံကြားကနေလူ3ယောက်ထွက်လာခဲ့ကြတယ်သူတို့ကတော့မိခိုးကက်တီပါရောင်ကျောင်းဝတ်စုံဝတ်ဆင်ထားတဲ့လူငယ်3ယောက်ဖြစ်သည်အမတ်3ကျောင်းဝတ်စုံအမတ်3ကျောင်းကထိတ်တန်းတို့ထပ်သူတွေပဲဝေတောင်တို့ကချက်ချင်းမှတ်မိသွားကြတယ်အမတ်3ကျောင်းကလူတွေမင်းတို့ဒီမှာဘာလုပ်နေတာလဲကြည့်ရတာကျွန်တော်တို့ရဲ့တားကောင်ကိုလူမလို့လားဒါပေမဲ့ဒီချိန်မှာတော့သူကရန်သူတွေကိုမောက်မာတဲ့မျက်နှာနဲ့ကြည့်နေခဲ့တယ်ကျောက်ဝမ်ရွှမ်းရဲ့စကားကိုကြားတော့ချန်ဟောင်ချက်ချင်းဒေါသထွက်သွားပြီးမင်းတို့ရဲ့တားကောင်လို့ပြောရအောင်ဒါကဘာသဘောလဲဒီမြင်းနဲ့ကျောင်းပါတဲ့ရွှေကြားတစ်ကိုငါတို့တွေတန်ရာရအောင်လုပ်ပြီးဒီအထိလိုက်တက်လာခဲ့တာကိုကျောက်ဝမ်ရွှမ်းကခက်အေးပဲပြုံးလိုက်ပြီးပျက်စီးနေတဲ့နေရန်ပေါ်မှာဓာတ်နဲ့အထိုးခံထားရတဲ့ရွှေကြားတစ်ကိုလက်ညှိုးထိုးပြကပြောလိုက်တယ်အဲ့ဒီဓာတ်ကဘသူ့ဓာတ်လဲ
ချန်ဟောင်တခါစကားအမကောဖြစ်သွားပြီးဒေါသတကြီးစိုက်ကြည့်နေမိတယ်ဝေတောင်တို့လည်းတစ်ဖက်လူကသူတို့ရဲ့တားကောင်ကိုလူယူဖို့လုံနေမှန်းသိလိုက်တာကြောင့်လက်တီးကိုတင်းတင်းဆုပ်ထားကြတယ်တစ်ဖက်လူကအထက်တန်းကျောင်းသုံးကျောင်းကထူးချွန်တဲ့နိုးထသူတူဖြစ်နေတာကြောင့်သူတို့အားလုံးပေါင်းတိုက်ရင်တော့နိုင်ချင်မှနိုင်မှာဖြစ်တယ်ဒီမိစ္ဆာကောင်ကဓာတ်နဲ့အထိုးခံရပြီးတည်သွားတာပြီးတော့အဲ့ဒီဓာတ်ကငါဒါဆိုရင်ဒီမိစ္ဆာကောင်ကလည်းငါပိုင်ဆိုင်မှုဖြစ်တာပေါ့ကျောက်ဝမ်ရှမ်းကသူတို့ရဲ့ဒေါသတွေကိုဂယူးမဆိုင်ပဲရွှေကြားတင်တာကိုရှောက်သွားပြီးဓာတ်ကိုဆွဲနှုတ်လိုက်တယ်ဓာတ်ဖျားနဲ့ခပ်ဖို့ဖလေးလန့်လိုက်ပြီးရွှေကြားတည့်ရဲ့အဆွဲကိုလွင့်ထွက်သွားအောင်လုပ်လိုက်တယ်အဲ့ဒီအချိန်မှာပဲလက်မရွယ်စားရှိတဲ့ကြောက်ခဲတုံးကအရှိန်ဟုန်နဲ့ပြေးထွက်လာပြီးနယံကိုထိမှန်ကပြန်ကန်ထွက်လာခဲ့တယ်ပြီးတော့ကျောက်ဝမ်ရှမ်းလန်ထုတ်လိုက်တဲ့အဆွဲကိုသွားမှန်ပြီးအဆွဲကတဲတဲမတ်မတ်ပဲမိမိစီကိုလွင့်ပြန်လာခဲ့တယ်အဲ့ဒီနောက်မိမိကလက်တစ်ဖက်နဲ့တင်အဆွဲကိုဖမ်းယူလိုက်တယ်ကျောက်ဝမ်ရှမ်းမျက်မှောင်ကျုပ်သွားပြီးမိမိကိုအေးဆက်ဆက်ကြည့်လိုက်တယ်တာမန်လူတယောက်ကဒီလိုစွမ်းရည်မျိုးရှိနေတာပဲစိတ်ဝင်စားဖို့ကောင်းတာဒီမိစ္ဆာကောင်ကငါဟာဆိုရင်အပေါ်မှာစိုက်ထားတဲ့ဓာတ်ကလည်းငါဟာပဲဖြစ်ရမယ်ယူခဲ့စမ်းမိမိကကျောက်ဝမ်ရှမ်းရဲ့လက်ထဲကဓာတ်ကိုကြည့်ပြီးညာဘက်လက်ကိုဖြည်းဖြည်းချင်းဆန်းထုတ်လိုက်တယ်စိတ်ဝင်စားဖို့ကောင်းတယ်ငါရှိမှဒီလောက်ထိလာပြီးမောက်မာရဲတဲ့သူမတွေ့ရတာကြပြီကျောက်ဝမ်ရှမ်းကရဲကျင်သွားပြီးညာဘက်လက်မောင်ကိုဖြည်းဖြည်းချင်းမြောက်လိုက်တယ်သူ့ပတ်ဝန်းကျင်ကအပူချိန်ကချက်ချင်းမြင့်တက်လာပြီးခြေထောက်နားကမျက်ပင်တွေကချက်ချင်းချောက်တွေကမီးလောင်ကျွမ်းသွားခဲ့တယ်မီးတောက်ဆွမ်းရည်ရှိတဲ့ထူးချွန်သူတူပဲမင်းကိုနောက်ထပ်အခွင့်အရေးတစ်ခုပေးမယ်အဆွဲကိုလက်နှစ်ဖက်နဲ့လာအပ်ပြီးဒူးထောက်တောင်းပန်ဆန်ကျောက်ဝမ်ရှမ်းကနှုတ်ခမ်းကိုရှာနဲ့တက်လိုက်ပြီးညာဘက်လက်မောင်ပေါ်မှာမိမိတကောင်လိုရက်ပတ်နေတဲ့မီးတောက်တွေကကြည့်ရတာတော်တော်လေးကြောက်စရာကောင်းတယ်သူကတစ်ဖက်လူကြောက်လန့်တုံလို့သွားပြီးဒူးထောက်တနာခံမဲ့ပုံရိပ်ကိုစောင့်မျှော်နေတာဖြစ်တယ်ဒါပေမဲ့မိမိကတော့တင်းငိမ့်နေစေဖြစ်ပြီးခေါင်းကိုဖြည်းဖြည်းချင်းခါရမ်းကမလိုပါဘူးလို့ပြောလိုက်တယ်ကောင်းပြီဒါဆိုရင်မင်းရဲ့စာမေးပွဲကဒီမှာတင်ပြီးဆုံးသွားပြီကျောက်ဝမ်ရှမ်းကအေးဆက်ဆက်ရဲမောင်းရင်ပြောလိုက်ပြီးသူ့လက်မောင်ပေါ်ကမီးတောက်တွေကအစိပ်ပြင်းပြတကောင်လိုမိမိစီကိုကိုက်ခဲဖို့ပြေးဝင်လာခဲ့တယ်တတိထားချင်းကျွမ်းချန်အောင်တို့ကဒါကိုမြင်ပြီးအလုံးထိတ်လန့်သွားကြတယ်ဒါပေမဲ့မိမိမျက်လုံးထဲမှာတော့ဒီလိုစွမ်းရည်မျိုးကကလေးကစားစရာအထက်တောင်ပို့ပြီးရဲစရာကောင်းနေတယ်မိမိကလက်ညှိုးကိုခါထုတ်လိုက်တာနဲ့ဝိညာဉ်စွမ်းအားတစ်ခုကလေထုကိုဖျက်တမ်းပြီးထွက်ပေါ်လာခဲ့တယ်အားကောင်းလာပါတယ်ဆိုတဲ့မိမိကထိယုံယုံလေးနဲ့တင်ပျက်စီးသွားပြီးကောင်းကင်ရံထက်မှာမိဘတွေလိုလွင့်ပြန်ကမြေပြင်ပေါ်ကိုကြွေကြကုန်တယ်ဘာဖြစ်တာလဲသူကငါ့ရဲ့မိမိကိုဖျက်ဆီးပစ်လိုက်တာလားသူဘယ်လိုလုပ်လိုက်တာလဲကျောက်ဝမ်ရှမ်းတို့၃ယောက်လုံးအဲရဲလုံးလှုပ်စွာနဲ့ချင်းကျွမ်းကိုစိုက်ကြည့်နေမိတယ်စိတ်ဝင်စားဖို့ကောင်းသားထက်လို့ဦးမလားငါ့ရဲ့မြေနှစ်ကောင်ကကိုမီးစမ်းကြည့်စမ်းကျောက်ဝမ်ရှမ်းကသူ့ရဲ့ဆွဲရည်တစ်ခုပျက်စီးသွားတာကြောင့်ဒေါသမျက်ချောင်းချောင်းထွက်ကလက်နှစ်ဖက်လုံးကိုမြောက်လိုက်ပြီးလက်မောင်နှစ်ဖက်လုံးမှာမိမိရဲ့ရက်ပတ်ကမိမိစီကိုတိုက်ခိုက်ဖို့ပြေးဝင်လာပြန်တယ်တော်ဆန်းချောင်းချင်းချင်းကကျောက်ဝမ်ရှမ်းရဲ့ပကုံးကိုလမ်းဆွဲလိုက်တာကြောင့်ကျောက်ဝမ်ရှမ်းရဲ့မိတောက်တွေငိမ့်သွားခဲ့တယ်သူကချောင်းချင်းချင်းကိုဒေါသတကြီးကြည့်ပြီးဘာတဘောလဲအခုကမြို့လေကောင်ကိုမရောက်သေးဘူးဒီမှာအားအင်တွေလာမဖြုံးနဲ့ဒီလိုအဆင့်ရှိတဲ့မိစ္ဆာကောင်တစ်ကောင်အတွက်ပဲသူတို့ကိုပေးလိုက်စမ်းပါကျောက်ဝမ်ရှမ်းလည်းတီးပြန်ဝင်လာပြီးတောက်ကိစ္စကြီးပျက်စီးတော့မလို့မင်းကန်ကောင်းသွားတယ်လို့မှတ်လိုက်ပြောပြီးတာနဲ့ကျောက်ဝမ်ရှမ်းနဲ့ချောင်းချင်းချင်းတို့၃ယောက်လုံးလဲထွက်သွားကြတယ်အဲ့ဒီအချိန်မှာပဲအေးဆက်ဆက်အတန်တစ်ခုကထပ်မံထွက်ပေါ်လာခဲ့တယ်ငါကမင်းတို့ကိုသွားခွင့်ပြုလို့လားဒီစကားကြောင့်ချန်ဟောင်တို့ချက်ချင်းချွေးစေးတွေပြန်လာပြီးအမလေးခရားကြီးအထက်တန်းကျောင်းကထူးချွန်သူတွေကသွားတော့မလို့ဟာကိုမင်းကဘာလို့သွားပြီးစွန့်နေရတာလဲလို့တွေးမိကြတယ်ကျောက်ဝမ်ရှမ်းကအောင်အဲ့ဒီခံနေရတဲ့ကြားကတစ်ဖက်လူရဲ့စကားကိုကြားလိုက်ရတဲ့အခါဒေါသတွေအလိမ့်လိမ့်ထွက်လာပြီးမင်းကတကယ်ပဲအသက်မရှိခြင်းဖြစ်နေတာပဲငါရဲ့ရလက်တွေပျက်စီးသွားပါစေဟုတော့မင်းကိုကုတင်ပေါ်မှာတစ်နှစ်လောက်လဲနေအောင်လုပ်ပြမယ်မင်းစမ်းကြည့်လို့ရပါတယ်ချောင်းချန်ချင်းကမျက်မှောင်ကုပ်ပြီးသူတို့နှစ်ယောက်ကြားထဲမှာဝင်ထားလိုက်တယ်သူ့ခန္ဓာကိုယ်ထဲကလိုင်းနဲ့ဘိုးတချို့ကချင်းကျွမ်းစီကိုဥတီတိုက်ခိုက်လိုက်ပေမဲ့အားလုံးဟာမမြင်နိုင်တဲ့စွမ်းအားတစ်ခုရဲ့ဖိနှိပ်မှုကြောင့်ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်ခဏတာရင်ဆိုင်လိုက်ရုံနဲ့တင်ချောင်းချန်ချင်းရဲ့မျက်နှာပြတ်သွားပြီးဒီလူကတော်တော်တမာတာပဲလို့တွေးလိုက်မိတယ်ဒီအချိန်မှာချောင်းချန်ချင်းကအချိန်ထက်မဖြုံးကျင်တော့တာကြောင့်သူ့ရဲ့စစ်သုံးသားကိုချင်းကျွမ်းစီပေးလိုက်တယ်ဒီလောက်ဆိုကျေနပ်ပြီလားငါကဖြည်းဖြည်းချင်းခေါင်းညစ်ပြပြီးဒီတစ်ခါတော့ထားလိုက်တော့မယ်နောက်တစ်ချိန်မရှိစေနဲ့လို့မှတ်ထားပါလို့ပြောလိုက်တယ်ချောင်းချန်ချင်းမင်းငါကိုမတားနဲ့ဒီကောင်ကိုဆုံးမပါရစေဘူးကျောက်ဝမ်ရှမ်းကဒေါသထွက်နေတဲ့တိပရွှေခွေးကြီးတစ်ကောင်လိုဖြစ်နေပေမဲ့ချောင်းချန်ချင်းကသူ့ကိုအသေးလဲတားထားခဲ့တယ်စစ်သုံးသားတစ်ချောင်းတင်မဲဟာသူ့ကိုပေးလိုက်ရုံပေါ့ချောင်းချန်ချင်းကအတန်အေးနဲ့ပြောလိုက်တယ်ဒီလိုကိစ္စလေးနဲ့အရေးကြီးတဲ့အလုပ်ကိုနှောင့်နှေးလို့မဖြစ်ဘူးနောက်ဆုံးတော့ကျောက်ဝမ်ရှမ်းကအန်ဂျိတ်တီခံပြီးဒေါသကြီးလဲထွက်သွားခဲ့တယ်ချန်ဟောင်တို့လူစုကတော့ချင်းကျွမ်းရဲ့လောက်ရက်ကြောင့်အံ့အားတင်ပြီးပါဆက်ဟောင်းသားဖြစ်နေကြပြီသူတို့ကချင်းကျွမ်းတမန်မှန်တိကြပေမဲ့ကောင်းကင်အစင်နိုးထသူတယောက်နဲ့ထိတ်တိုက်ရင်ဆိုင်ရဲပြီးအဲ့ဒီနိုးထသူရဲ့လက်ထဲကနေစစ်သုံးသားကိုပါလူယူနိုင်ခဲ့တာကိုကိုရိုင်းမြင်လိုက်ရတော့ပို့ပြီးတော့တောင်ကြီးညိုလေးစားသွားကြတယ်သူတို့မျိုးလေခေါင်ကိုသွားကြပြီးငါတို့ကောသွားအောင်မလားလို့ချန်ဟောင်ကမေးတယ်သွားမှာပေါ့ဘာလို့မသွားရမှာလဲလို့ငါကအေးအေးဆေးဆေးပြန်ပြောလိုက်တယ်အဲ့ဒီအချိန်မှာစိတ်ငြိမ်တဲ့တောတိုင်းဒေတာကတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမဲ့နေရာတက်ဆိုင်သူများမှအပဝင်ရောက်ခြင်းမပြုရဆိုတဲ့ဆိုင်းဘုတ်အောက်မှာရုတ်တရက်တနာစရာကောင်းတဲ့လူရိပ်လေးခုပေါ်လာတယ်ဘာလို့ရက်လိုက်တာလဲလက်ထဲမှာလက်ရမြောက်တဲ့တက်သားဒေတာကိုပွင့်ချီထားတဲ့လူလက်ပိုင်းတစ်ယောက်ကအော်ဟစ်မေးမြန်းလိုက်တယ်တတိယအက်ကိုတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုတဲ့နေရာကိုတရားမဝင်ဝင်ရောက်တာကစီကံဖောက်ဖျက်တာပဲမိသွားရင်ပြင်းပြင်းထန်ထန်အပြစ်ပေးခံရလိမ့်မယ်အဝက်စားမတက်မရက်နဲ့လက်မောင်းမှာပတီးစီးထားတဲ့လူငယ်တစ်ယောက်ကတွေးဝေစွာပြောလိုက်တယ်ဒါကဘလို့ချိန်ရောက်နေပြီလဲအဲ့ဒီကောင်တွေလိုက်မိလာရင်ငါတို့အသက်တောင်ရှိတော့မှာမဟုတ်ဘူးစီကံဖောက်ဖျက်မှာကိုကြောက်နေသေးတာလားလူလက်ပိုင်းမျိုးသားကလက်ရမြောက်တဲ့တက်သားဒေတာကိုပွင့်ချီပြီး9မီတာ6မီတာလောက်မြင့်တဲ့တန်ဆူးကျိုးတိုင်းကိုကြောက်ဖြက်ကစာမေးပွဲဖြေဆိုတဲ့နေရာတွေကိုခုံဝင်သွားခဲ့တယ်ကျန်တဲ့3ယောက်ကလည်းခါလောက်တွေဝေပြီးနောက်လိုက်ဝင်သွားကြတယ်သူတို့ဝင်သွားပြီးမကြခင်မှာပဲတန်တမာမာလူထွားကြီး10ကနန်းလောက်ထပ်မံပေါ်လာပြန်တယ်ဝေကြီးရန်တို့စာမေးပွဲဖြေဆိုတဲ့နေရာတွေဝင်သွားပြီးဆက်လိုက်ကြမလားလိုက်မယ်ကျတဲ့ထောင်ဝိညာဉ်တီးနဲ့တွေးပင်လေတီးရဲ့ဆေးအာနီတင်ကအရင်ဖို့ကောင်းတဲ့အသက်ရှူယုံလေးကျန်ရင်တော့အသက်ကယ်လို့ရတယ်မိသားစုစီမဖြစ်မနေပြန်တည်သွားရမယ်နောက်ရမိုးလင်းတော့ပျက်စီးနေတဲ့အပန်းဖြေဥယျာဉ်တစ်ခုထဲမှာချန်ဟောင်တို့၄ယောက်ခွဲတန်းချနေကြတယ်အခုဆိုရင်ကြီးဆင့်ရှိတဲ့ထူးဆန်းတဲ့တားရဲတွေကိုချန်ဟောင်တို့လူစုကပဲရင်ဆိုင်ကြပြီးငါကတော့အခဆင့်ရှိတဲ့တားရဲတွေနဲ့တွေးမှသာလက်ပါလိမ့်မယ်အဲ့ဒီအချိန်မှာပျက်စီးယိုယွင်းမှုတွေကြားထဲကနေတိုက်ခိုက်တံတွေထွက်ပေါ်လာတယ်တက္ကသိုလ်ဝင်စာမေးပွဲမှာအတန်းဖော်တွေကိုကူညီရင်အမှတ်ပိုရတာကြောင့်ချန်ဟောင်တို့လည်းချက်ချင်းပဲအနားကိုတိုးသွားကြတယ်ကျန်းရှူရာချန်ဟောင်ကရုတ်တရက်အန်ရတကြီးអော်လိုက်တယ်ကျန်းရှူရာဟာအခုချိန်မှာအဝတ်စားတွေစုပ်ပြဲနေပြီးတယောက်ယောက်ကသူ့နာမည်ခေါ်တန်ကိုကြားတော့အတန်လာရာစီလှည့်ကြည့်လိုက်တယ်ချင်းကျွမ်းကအခုတင်စကားပြောမလို့ရှိသေးသူ့မျက်ရည်တွေကပိုတီးစစ်ပြတ်ကြတယ်လို့တစ်ဖြောက်ဖြောက်ကျလာခဲ့တယ်ငါတို့ဖွဲ့ကကြီးဆင့်ရှိတဲ့ထူးဆန်းတဲ့တားရဲတွေအများကြီးနဲ့တိုးပြီးလူစုကွဲသွားခဲ့တယ်ငါလည်းအသက်လူပြီးထွက်ပြေးလာခဲ့ရတာကျန်းရှူရာရဲ့မျက်လုံးတွေနီးရဲနေပြီးရှိုက်ကြီးတင်ငိုကြွေးနေခဲ့တယ်ပြန်ကြဆိုငါကအေးဆက်ဆက်ပြောပြီးလက်ထွက်ခဲ့တယ်ချင်းကျွမ်းငါတို့တကယ်ပဲသူ့ကိုပစ်ထားခဲ့မှလားချန်ဟောင်ကချင်းကျွမ်းနောက်ကိုပြေးလိုက်ရင်မေးလိုက်တယ်
အန်ဂျာလက်ကြီးနဲ့မေးလိုက်တယ်သူကဟန်ဆောင်နေတာသူ့ကိုပေါ်ကဒဏ်ရာတွေကအတူတွေခြေတော့လဲဘာမှမဖြစ်ဘူးခေါင်းခါပြတယ်ဒါဆိုသူကဘာလို့အဲ့လိုလုပ်ရတာလဲချမ်းဟောက်တို့၄ယောက်လဲကြောင်းအန်းသွားကြတယ်ငါကတော့ခက်ပြုံးပြုံးပဲငါတို့ဖွဲ့ရဲ့အစွမ်းကအားကောင်းတာကိုမြင်တော့အမျက်ဆုံးလာခွဲချင်တာပေါ့အဲ့ဒီမိမကတကယ်ကိုစိတ်ကူးပြည့်ရများတာပဲတတိထားငါရှောက်နေတာကိုရက်လိုက်တယ်ချမ်းဟောက်တို့လဲချက်ချင်းပဲတတိနေထားပြလိုက်ကြတယ်အဲ့ဒီအချိန်မှာရှေ့ကလမ်းမပေါ်မှာကြီးမားတဲ့တားရဲတီးတယ်စံကြီးတကောင်ရှိနေပြီးထိန်းချုပ်မှုလို့သွားတဲ့တင်ကားတစ်စီးလိုပျက်စီးနေတဲ့အဆောက်အဦတွေကိုတိုက်ခွဲပြီးထွက်လာခဲ့တဲ့ကြောက်ခဲတွေတဲပွင့်တွေလွင့်စင်သွားတဲ့အဆင့်အီးသားရဲသွေးစာနေတဲ့ကြားနဲ့ကြီးပဲသူတန်းရထားတာပဲချမ်းဟောက်တို့ဒါကိုမြင်တော့မျက်နှာပြက်သွားကြတယ်ချင်းကျွမ်းကတိုက်ပွဲသုံးသားကိုဆွဲထုတ်ပြီးဝိညာဉ်စွမ်းအင်တွေထည့်သွင်းကဒါကိုလွတ်မြောက်လိုက်တဲ့ဒါကအေးစိမ့်နဲ့အလင်းတန်းတွေဖြာထွက်ပြီးလေဟင်းလင်းပြင်ကိုဖျက်တန်းသွားတဲ့တိုက်ပွဲသုံးသားကသွေးစာနေတဲ့ကြားနဲ့ကြားဤရဲ့လေဗင်းတဲ့ကိုအမားရွေးမရှိစိုက်ဝင်သွားပြီးဘေးကအပြက်စီးတုံပေါ်မှာကက်လျက်သားစိုက်တွေသွားစေတဲ့နေရံမှာစိုက်မိနေတဲ့သွေးစာနေတဲ့ကြားနဲ့ကြီးကအတန်သားသားနဲ့အော်ဟစ်ပြီးနှစ်ချက်လောက်ရုန်းကန်ပြီးနောက်ငိမ့်သက်သွားခဲ့တယ်ငါလမ်းလျှောက်သွားပြီးဒါကိုပြန်နှုတ်လိုက်တဲ့သွေးစာနေတဲ့ကြားနဲ့ကြီးရဲ့အဆွဲကိုလွတ်ခနဲထုတ်ယူလိုက်ပြီးချက်ချင်းပဲလက်ထွက်ခဲ့တယ်တက်ရက်လင်းလင်းမြမြမှာပဲသူထွက်သွားပြီးနောက်သွေးစာနေတဲ့ကြားနဲ့ကြီးထွက်လာတဲ့ဘက်ကနေနောက်ထပ်လူ၃ယောက်လိုက်လာကြတယ်ကြားနဲ့ကြီးအသက်ခံထားရတာကိုမြင်တော့အားလုံးမျက်နှာပြက်သွားကြတယ်ချောင်းချမ်းချင်းကအနာတို့သွားပြီးစောင်းကြောင်ထိုင်းကြည့်တယ်ဘသူလဲဘယ်ကောင်ကငါရဲ့သားကောင်ကိုလူသွားတာလဲကြောက်ဝမ်ရှမ်းကဒေါသတကြီးနဲ့ခုံဝင်လာတဲ့ပတ်ဝန်းကျင်အပူချင်းကမြင့်တက်လာတယ်နေနေထိန်ဆက်ချောင်းချမ်းချင်းကမကြေမနက်နဲ့ဟောက်လိုက်ပြီးမျက်မှောင်ကျုပ်လိုက်တယ်ဒီဓာယာကငါရဲ့တိုက်ပွဲသုံးသားခြံခဲ့တဲ့ပုံစံနဲ့နေနေတူနေတယ်ကြောက်ဝမ်ရှမ်းကဒါကိုကြားတော့ဒေါသအိုးပေါက်ကွဲသွားတယ်ထောက်အဲ့ဒီခွေးကောင်နောက်တစ်ခါပဲငါနဲ့မတွေ့စေနဲ့ဒီတစ်ခါတော့ဘသူလာမရဘူးချမ်းဟောက်တို့ကနောက်ကနေထွက်လာတဲ့ဒေါသတကြီးအော်ဟစ်တန်ကိုကြားရတော့ဒီနေရာကနေပုံမြင်ထွက်ပြေးခဲ့ကြတယ်ညနေ၄နာရီကျော်မှပျက်စီးနေတဲ့စီးပွားရေးစင်တာဖြစ်ပါတယ်သူတို့၅ယောက်ကအပျက်စီးတွေရဲ့ပထမထပ်မှာတိုက်ပွဲဝင်ပစ္စည်းတွေကိုစစ်ဆေးနေကြတယ်ချမ်းဟောက်တို့ကသူတို့ရဲ့လက်ရှိအမတ်တွေကိုစိတ်လှုပ်ရှားစွာပြောနေကြတယ်အခုကနေ့ရက်တောင်မပြည့်သေးဘူးသူတို့အမတ်1000ကျော်ရနေပြီးမနေ့ဖြန်နေနေလောက်ထက်ကြဦးစားရင်1500မှတ်လည်းဖြစ်နိုင်တယ်1500မှတ်ဆိုတာထိတ်တန့်တက္ကသိုလ်တစ်ခုရဲ့ဝင်ခွင့်သတ်မှတ်ချက်ပဲနောက်ပိုင်းကျရင်ငါတယောက်တည်းပဲသွားတော့မယ်ငါကစကားစပြောလိုက်တယ်ဒီအဖွဲ့တဲကိုဝင်ခဲ့တာကအစကတည်းကချမ်းဟောက်ကိုအမတ်ရအောင်ကူညီပေးဖို့ပဲအခုချမ်းဟောက်ကလုံလောက်တဲ့အမတ်တွေရနေပြီဆိုတော့ငါလည်းဆက်နေဖို့မလိုတော့ဘူးဝေထောက်တို့ကကြိုတင်ရေးမိထားကြပေမဲ့ချင်းကျွမ်းကတိုက်ရိုက်ပြောလိုက်တဲ့အခါစိတ်မကောင်းဖြစ်သွားကြတော့မယ်ကောင်းပြီဒါပေမဲ့မင်းတယောက်တည်းမြို့လေကောင်ကိုသွားရင်တတိထားပါမနေ့ဖြန်ကစာမေးပွဲနောက်ဆုံးရက်ပဲ10နာရီကျော်မှတရားဝင် website ကအမတ်စရင်သွင်းတဲ့စနစ်ကိုဖွင့်ပေးမှာအဲ့ဒီမတိုင်ခင်ကအရှုပ်ထွေးဆုံးချိန်ပဲချမ်းဟောက်ကတတိပေးလိုက်တယ်ငါခေါင်းကြီးပြလိုက်တယ်ချမ်းဟောက်နဲ့လမ်းခွဲပြီးနောက်ငါတယောက်တည်းပျက်စီးနေတဲ့လမ်းမပေါ်မှာဆက်လျှောက်ခဲ့တယ်ဝန်ခံတယ်ရုတ်တရက်သူ့ရဲ့ညာဘက်ကနွယ်ပင်တွေရစ်ပတ်နေတဲ့အပျက်စီးအဆောက်အဦတစ်ခုကိုတားရဲတကောင်ကတိုက်ဖြိုချလိုက်တဲ့အဆင့် F တားရဲတန်ချက်ကတောဝက်ကြီးကတင်ကားတစ်စီးလိုပဲအတင်းတိုးဝေပြီးသူ့စီကိုပြေးဝင်လာခဲ့တဲ့ချင်းကျွမ်းကလက်ဦးမှုယူမလို့လုံတုံးတစ်ခုခုကိုတတိထားမိသွားပြီးလက်ကိုပြန်ရုပ်ကဘေးကိုရှောင်လိုက်တယ်ရှူတန်ချက်ကတောဝက်ကြီးရဲ့နောက်ကနေပေါင်လုံးခန့်ထုတ်ပြီး2မီတာကျော်ရှည်တဲ့အဖြူရောင်ရေခဲစုကြုံ3ခုကအရှိန်ဟုန်နဲ့ပြစ်လွတ်လိုက်တဲ့ရေခဲစုကြုံ3ခုကလမ်းညွန်စနစ်တက်ဆင်ထားတယ်လို့ပဲတန်ချက်ကတောဝက်ကြီးရဲ့ကိုပေါ်ကိုအမားရွေးမရှိစိုက်ဝင်သွားပြီးမြေပြင်ပေါ်မှာပြင်းပြင်းထန်ထန်စိုက်တွေပစ်လိုက်တယ်တန်ချက်ကတောဝက်ကြီးကအော်ဟစ်လိုက်တဲ့လက်ဆက်ထွက်လာတဲ့သွေးတွေကထွက်လာယုံရှိတဲ့ရေခဲတုံးဖြစ်သွားခဲ့တယ်သူ့တကူလုံးမှာလည်းအဖြူရောင်နှင်းခဲလွှာတစ်ခုဖုံးလွှမ်းသွားပြီးမကြခင်မှာပဲအသက်ပြောက်သွားခဲ့တယ်လူရိပ်၄ခုကတန်ချက်ကတောဝက်ကြီးတိုက်ဖြိုချလိုက်တဲ့အဆောက်အဦပြက်ထဲကနေထွက်လာခဲ့တယ်အဲ့ဒီထဲကမင်းကလေးတယောက်မှာတော့ရေခဲပြာရောင်ဆံပင်ရှည်ကြီးရှိနေပါတယ်ရက်ရှိပြီးကိုလုံးကိုပေါက်လာဘက်ကမျက်နှာကလည်းနုပြိုချုံမောပြီးလှပတဲ့ငန်းတကောင်လိုညင်သာစွာရှောက်လန်းလာခဲ့တယ်သူကတော့ချင်းကျွန်းတို့ကျောင်းကချီရွှေရောင်ဖြစ်ပါတယ်မင်းပဲကိုချီရွှေရောင်ကချင်းကျွန်းကိုတစ်ချက်တည်းနဲ့လက်မြင်လိုက်ပြီးသူမရဲ့ချုံမောတဲ့မျက်နှာပေါ်မှာအန်တာတဲ့အရိပ်ရောင်တွေပေါ်လာခဲ့တယ်မင်းဒီမှာဘာလုပ်နေတာလဲဒီနေရာကမြို့လေခေါင်ပိုင်းလို့ပြောလို့ရတယ်ပတ်လည်မှာအစင်းမြင့်သားရဲတွေကြီးပဲမင်းကတကယ်တတိကောင်းတာပဲချီရွှေရောင်ကချင်းကျွန်းကိုစူးစမ်းတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးလက်ကိုတစ်ချက်ဝေရမ်းလိုက်ရာတန်ချက်ကတော့ဝက်ခန္ဓာကိုယ်ရဲ့စိုက်ဝင်နေတဲ့ရေခဲချုံတွေအကြီးပြောသွားပြီးသားရဲဆွဲတစ်ခုကရေခဲဆက်တွေနဲ့အတူသူမရဲ့လက်ထဲကိုပြန်တန်းရောက်ရှိလာခဲ့တယ်ဒီလိုပဲရှောက်ကြည့်နေတာပါလို့ကျွန်တော်ပေါ့ပါပဲပြန်ပြောလိုက်တယ်ကျမကျင့်ကြံခြင်းလန်းစဉ်ကအဘိုးတို့တချို့ကိုတီးတယ်သူတို့ကပုံမှန်ဆိုတိုက်ခိုက်ရတာဝါသနာပါပေမဲ့တားရဲတွေကိုတော့တေးမလောက်ကြောက်ကြတယ်မင်းကတော့အခဆင့်တားရဲတွေကိုမကြောက်ဘူးနဲ့တူတယ်နော်လို့ချီရွှေရောင်ကမေးလိုက်တယ်တေးသွားတဲ့တန်ချက်ကတော့ဝက်ကိုကျွန်တော်တစ်ချက်လမ်းကြည့်လိုက်ပြီးတေးသွားတဲ့ကောင်ကိုဘာကြောက်စရာလို့လဲလို့ပြန်ပြောလိုက်တယ်ချီရွှေရောင်ကပန်းလေးတစ်ပွင့်လို့ပြောလိုက်ပြီးမင်းကတကယ်လူပြက်ပဲရှေ့ကိုဆက်မသွားနဲ့တော့အခုမျိုးလေကောင်မှာကောင်းကင်အဆင့်နိုးထလာသူတွေအများကြီးရောက်နေကြပြီးနောက်ပိုင်းဒီနေရာမှာတိုက်ပွဲကြီးတွေခဏဖြစ်လာတော့မှမင်းမထိခိုက်သွားနိုင်တယ်လို့တတိပေးလိုက်တယ်ပြီးနောက်မှာတော့သူမဟာညင်တာလာပစွာပဲလက်ထွက်သွားခဲ့တယ်အဲ့ဒီနောက်မှာတော့ကျွန်တော်လည်းမျိုးလေကောင်ဘက်ကိုပဲဆက်ပြီးရှောက်လန်းလာခဲ့တယ်မျက်မှောင်လာပြီးဂျယ်ရီလဲလက်လာခဲ့တယ်ဝိညာဉ်အာယုံမရှိတာကတကယ်ကိုအသားမကျဘူးပဲတိုက်ခိုက်မှုတွေကအမြင်အာယုံတစ်ခုတည်းပေါ်မှာပဲအခြေခံရတော့ညဘက်ဆိုရင်ကျွန်တော်အတွက်အခက်အခဲအများကြီးရှိစေတယ်ချင်းကျွမ်းကလှည့်လိုက်ပြီးဒီနေ့အတွက်အမဲလိုက်တာကိုဒီတင်ပဲရက်လိုက်ဦးမယ်မနေ့ဖြန်ကြမှာမြို့လေကောင်ကိုသွားပြီးအီးစင်သားရဲတွေကိုအမဲလိုက်ရမယ်လို့တွေးလိုက်တယ်သူဟာဖျက်လက်တဲ့သားရဲတကောင်လိုပျက်စီးနေတဲ့အဆောက်အုံတွေပေါ်မှာ2လမ်း3လမ်းလောက်ခုန်ကူးပြီးမောင်းမိုက်တဲ့ရိတ်ထဲမှာပျောက်ကွယ်သွားခဲ့တယ်အတော်တန်ကောင်းမွန်နေသေးတဲ့ပျက်စီးရနေရတစ်ခုကိုရောက်တဲ့အခါကျွန်တော်ခြေလမ်းတွေကိုရက်တက်လိုက်တယ်အဲ့ဒီအချိန်မှာပဲမလန့်မကန့်စီကနေတိုက်ခိုက်တံတွေကိုရုတ်တရက်ကြားလိုက်ရတယ်လာရောင်ရဲ့အကူအညီနဲ့သားရဲကောင်30ကျော်ကလူ3ယောက်ကိုဝိုင်းဝန်းတိုက်ခိုက်နေတာကိုသူလမ်းမြင်လိုက်ရတယ်အဲ့ဒီလူ3ယောက်ရဲ့ဝတ်စားဆင်ရင်မှုနဲ့ခနာကိုယ်ပုံစံအရသူတို့ဟာចောင်းသားတွေမဖြစ်နိုင်ပါဘူးချင်းကျွမ်းကဝင်ရောက်ကူညီဖို့စိတ်မကူးထားပါဘူးကျင့်ကြံခြင်းလောကမှာသူရရှိခဲ့တဲ့အလေးထားအရအကျိုးမြတ်မရှိရင်သူများကိစ္စတွေဝင်မပါတာအကောင်းဆုံးပဲလေဟင်းလက်ထွက်မဲ့အချိန်မှာပဲသူရုတ်တရက်လန့်သွားပြီးမျက်လုံးတွေကထိုလူတွေတဲကတယောက်ပွေးပိုက်ထားတဲ့လက်ရမြောက်လာတဲ့တစ်သားတိတာပေါ်ကိုရောက်သွားခဲ့တယ်ဝိညာဉ်ဆေးပင်ပဲလို့ကျွန်တော်အန်တသွားမိတယ်ဒီကဘာမှာဝိညာဉ်စွမ်းအင်တွေခန်းချောက်သွားပြီးမဟုတ်ဘူးလားဘာလို့ဝိညာဉ်ဆေးပင်ရှိနေသေးတာလဲဒါဆိုဒီကဘာမှာလည်းရှုပ်ဝက်နေမြေလိုမျိုးထူးခြားတဲ့နေရာတွေရှိနေတာလားကဘာကြီးရဲ့ဝိညာဉ်စွမ်းအင်တွေခန်းချောက်နေပေမဲ့ရှုပ်ဝက်နေမြေထဲမှာတော့ကျင့်ကြံဖို့နဲ့ဝိညာဉ်ဆေးပင်တွေစိုက်ပျိုးဖို့အတွက်လုံလောက်တဲ့ဝိညာဉ်စွမ်းအင်တွေရှိနေနိုင်တာပဲအီးစင်တားရဲတကောင်ရဲ့လက်သေးတွေကလေထုကိုဖျက်တမ်းပြီးတစ်တာကိုပွေးပိုက်ထားတဲ့လူရဲ့ခန္ဓာကိုယ်ပေါ်ကိုကုတ်ဆွဲလိုက်ရာသူလဲကျသွားခဲ့ရင်မဲ့တစ်တားတစ်တာကိုတော့တင်းကျပ်စွာဖက်တွယ်ထားစေပါပဲအကိုအရင်သွားကျွန်တော်တို့နောက်ကနေခုခံထားမယ်တော့စကားပိုတွေပြောမနေနဲ့သွားရင်အတူတူသွားမယ်ထူးဆန်းတဲ့အတီးတလုံးနဲ့ဆုံးရှုံးခဲ့ရပြီးရဲဘော်တွေရဲ့အသက်အန္တရာယ်ကလည်းမတေချဘူးငါတယောက်တည်းပြန်သွားရင်တတမမြောက်အတော်တို့ကိုဘယ်လိုမျက်နှာပြရမလဲလူ3ယောက်ဟာအာတုံကုန်းဆိုင်ပူပေါင်းတိုက်ခိုက်ပြီးတားရဲတွေရဲ့ဝိုင်းရံမှုကိုဖောက်ထွက်ကလမ်းကြားလေးတစ်ခုတည်းကိုအမြန်ပြေးဝင်ပုံအောင်လိုက်ကြတယ်
လမ်းကြားတွေကနေဟိမ့်တန်ပြင်းပြင်းတစ်ခုထွက်ပေါ်လာခဲ့တယ်။ဒါဟာအဆင့်တအီးဆင့်သားရဲဖြစ်တဲ့သွေးစာနေတဲ့ကြားတစ်သားရဲရဲ့ကူအောင်ရနေရဖြစ်နေတာပဲရုတ်တရက်ကြုံတွေ့လိုက်ရတဲ့အခြေအနေကြောင့်လူ၃ယောက်လုံးမျက်နှာပြတ်သွားပြီးအမြန်ပြန်ဆုတ်ခဲ့ကြတယ်။ဒါပေမဲ့နောက်ကသားရဲတွေကလည်းလိုက်ပါလာပြီးသွားတွေဖြဲကကြောက်မက်ဖွယ်ကောင်းအောင်ချင်းချောင်းနေကြပြီးရှေ့မှာလည်းသားရဲနောက်မှာလည်းသားရဲနဲ့ရှေ့တိုးထွက်ရခတ်နေကြပြီးဒီညတော့ကျွန်တော်တို့ဒီဘေးဒုက္ခကနေလွတ်ဖို့မလွယ်တော့ဘူးထင်တယ်လို့ဝေကြီးရွံကခါခါတီးတီးပြုံးရင်းပြောလိုက်တယ်။နှမျောစရာပဲအဖိုးရဲ့ဒဏ်ရာကိုကုသပေးနိုင်မဲ့ထူးဆန်းတဲ့အသီးကိုရှာတွေ့ခဲ့ပါလျက်နဲ့ဒါပေမဲ့ပြန်မတဲဆောင်သွားနိုင်ခဲ့ဘူး။ဝေကျက်ရွံတယောက်အသေးလဲတိုက်ခိုက်ဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲရုတ်တရက်သူ့မျက်စိရှိမှတင်လူရိတ်တစ်ခုဖြတ်ခနဲပေါ်လာပြီးကြောက်မက်ဖွယ်ကောင်းတဲ့အဆင့်အသားရဲတွေလဲပြိုကျသွားကသွေးတွေပန်းထွက်လာခဲ့တယ်။ဓားကင်ထားတဲ့လူငယ်တယောက်ဟာသားရဲအုပ်ထဲမှာတက်ဖြတ်နေပြီးသူတို့ကိုကောင်းကင်တက်မရမြေရှိုးမရအကြက်ရိုက်စေခဲ့တဲ့အဆင့်အသားရဲတွေဟာဒီလူငယ်ရဲ့လက်ထဲမှာတော့ခွေးလေခွေးလွင့်တွေလိုပဲအားနေလို့နေပြီးသူ့စိတ်ကြိုက်ခုတ်ထစ်တက်ဖြတ်တာကိုခံနေရတယ်။မကြခင်မှာပဲပတ်ဝန်းကျင်ကအဆင့်အသားရဲအားလုံးရှင်းလင်းခံလိုက်ရတယ်။ညီလေးကျေးဇူးများကြီးတင်ပါတယ်။ဝေကျက်ရွံပါဝင်လူ၃ယောက်ဟာလိုက်လိုက်လဲလဲကျေးဇူးတင်စကားပြောကြတယ်။ကျွန်တော်ခေါင်းထဲငယ်ငိမ့်ပြလိုက်ပြီးအကြီးတွေကဝေကျက်ရွံပွေ့ပိုက်ထားတဲ့လက်ရမြောက်လာတဲ့တစ်သားတိတ်တာစီရောက်သွားတယ်။ဝေကျက်ရွံရဲ့ရင်ထဲမှာထိတ်ခနဲဖြစ်သွားပြီးဒီလူငယ်ကလည်းဓာပြတွေလိုမျိုးငါရဲ့ထူးဆန်းတဲ့ရတနာအသီးကိုမျက်စိကျနေတာလားလို့တွေးမိတယ်။ဝမ်ပူလေရင်းကလွတ်ကာမကြားရင်းနဲ့ပြန်ရောက်ရပြန်ပြီ။ညီလေးမင်းကတက္ကသိုလ်ဝင်စာမေးပွဲဖြေမဲ့သူထင်တယ်။စာမေးပွဲဖြေပြီးရင်ငါအတွက်အလုပ်တစ်ခုကူလုပ်ပေးဖို့အကူအညီတောင်းလို့ရမလား။ကျွန်တော်ကအေးဆေးရဲ့ပြောလေလို့ဆိုလိုက်တယ်။ငါကလက်မျိုးကဝေမီသားစုကဝေကျက်ရွံပါ။ဒီထဲမှာထူးဆန်းတဲ့အသီးတစ်လုံးရှိတယ်။နောက်10ရက်ကြာရင်ဒီတိတ်တာကိုဝေမီသားစုစီပို့ပေးဖို့အကူအညီတောင်းချင်ပါတယ်။ဒါပေါ့အဲ့ဒီချိန်ကျရင်မင်းအတွက်ထိုက်တန်တဲ့ဥစ္စာပစ္စည်းတွေကိုအကျိုးဆောင်ကဖြစ်ပေးမှာပါ။သူကတော့ရှေ့ကလူငယ်ဟာသူ့ရဲ့ကုန်ကျန်းနဲ့ပေးမဲ့ဆုလက်တွေကိုထောက်ထားပြီးသူ့အပေါ်ရမ်းမမှုဖို့မျှော်လင့်နေတာ။ထူးဆန်းတဲ့အသီးဒီနာမည်ကိုကြားတော့ကျွန်တော်မျက်မှောင်နဲ့ငယ်ကြုံမိသွားတယ်။အရန်စိမ့်တဲ့နမီပဲပြီးခဲ့တဲ့ဘဝမှာရောဒီဘဝမှာရောဒီလိုရာမျိုးကိုတခါမှမကြားဘူးခဲ့ဘူး။ဝေကျက်ရွံကကျွန်တော်အဲ့ဒီအသီးအကြောင်းမကြားဘူးမှန်းသိတော့ရှင်းပြတယ်။ထူးဆန်းတဲ့အသီးဆိုတာတောတိုင်းဒေသရဲ့အနက်ရှိုင်းဆုံးမျိုးတွေဆိုင်နေတဲ့တောအုပ်ထဲကစမ်းကြဲရဲ့အသီးပင်တွေမှာတီးတဲ့အသီးတွေပါ။ဒီအသီးတွေမှာယောဂဝေဒနာမျိုးစုံကိုပျောက်ကင်းစေတာစွမ်းအားတွေကိုတိုးမြင့်စေတာစတဲ့စမ်းကြဲရဲ့အာနိသင်တွေအများကြီးရှိတယ်။ဝေကျက်ရွံကဆက်ပြောတယ်။ဒါပေမဲ့အဲ့ဒီမျိုးဆိုင်နေတဲ့တောအုပ်ထဲမှာမြေပြင်နေထားကအနည်းအများပြီးခက်ထန်တဲ့တားရဲတွေအများကြီးရှိတယ်။တော်ယုံတန်ခိုးနိုးထပ်သူတွေတောင်မှအဲ့ဒီထဲမှာမပေါ်စေရကြဘူး။ကျွန်တော်သဘောပေါက်တဲ့ပုံစံနဲ့ခေါင်းငင်ပြီးမေးလိုက်တယ်။စောစောကခင်ဗျားပြောတာကြားလိုက်တယ်။ဒီအသီးကိုရှာတာကခင်ဗျားရဲ့အဖိုးအတွက်ဒဏ်ရာကုဖို့ဆိုဟုတ်ပါတယ်။ကျွန်တော်လည်းစေးပညာကိုအနည်းငယ်နားလည်ပါတယ်။ခင်ဗျားမကန့်ကွက်ဘူးဆိုရင်ခင်ဗျားဖိုးရဲ့ဒဏ်ရာကိုကျွန်တော်ကုပေးနိုင်တယ်။အခက်ကြီးငွေအနေနဲ့တော့ဒီထူးဆန်းတဲ့အသီးကိုကျွန်တော်လိုချင်တယ်။ကျွန်တော်တိုက်ရိုက်ပဲပြောလိုက်တယ်။ဝေကျက်ရွံကဒါကိုကြားတော့စိတ်ထဲကနေတက်ပြင်းချလိုက်မိတယ်။နောက်ဆုံးတော့လေဒီအသီးကိုပဲလိုချင်ကြတာပဲ။ညီလေးမင်းကဒီနေ့ငါတို့အသက်ကိုကယ်ခဲ့တာ။အမှန်တော့ငါကငွေကြေးနဲ့ကျေးဇူးဆက်မလို့ပါဒါပေမဲ့မင်းကဒီအသီးကိုလိုချင်နေဆိုမှတော့ဒါကိုပဲကျေးဇူးဆက်တဲ့အနေနဲ့ယူလိုက်ပါတော့ပြီးတော့လက်ရမြောက်တဲ့တစ်သားတိတ်တာကိုကျွန်တော်စီကမ်းပေးတယ်ကျွန်တော်လက်လန်းပြီးယူလိုက်တယ်ကိုကလက်ခံလိုက်ပြီဆိုမှတော့စာမေးပွဲပြီးရင်ဝေမီသားစုစီရောက်သွားရမှာပဲညီလေးဒါဆိုငါတို့ဒီမှာတင်လမ်းခွဲကြစို့ဝေကျက်ရွံကလက်အုပ်ချီပြီးပြောတယ်ချမ်းမီသားစုကလူတွေလည်းဒီအသီးကိုမျက်စိကျနေကြတာအခုတော့မင်းလက်ထဲရောက်သွားပြီဆိုတော့တတိထားပါဦးကျွန်တော်ခေါင်းငင်ပြီးသူတို့ရဲ့စေတနာနဲ့တတိပေးချက်ကိုလက်ခံလိုက်တယ်ဝေကျက်ရွံတို့ဒဏ်ရာပြင်းထန်တဲ့ထွက်ခွာသွားပြီးနောက်ကျွန်တော်သားရဲ့အဆွဲတွေကိုတင်းစေးပြီးအဲ့ဒီနေရာကနေထွက်လာခဲ့တယ်တိတ်မဝေးတဲ့နေရာရောက်တော့လူတစုကအလောတကြီးလိုက်လာကြပြန်တယ်ကောင်းလေဒီကနေဒဏ်ရာရထားတဲ့လူ၃ယောက်ဖြစ်သွားတာတွေ့မိလဲကျွန်တော်ခေါင်းခါပြလိုက်တယ်တောက်ဒီကောင်၃ယောက်ကဘလို့ဖြစ်လို့ဒီလောက်တောင်ပြေးနိုင်ရတာလဲဥဆောင်လာတဲ့ဖိတ်တက်လူကောင်ကြီးကဆဲရီတိုင်းထွာနေသည်အကိုချန်ဟူဒီကောင်လေးလက်ထဲကတစ်တာကိုကြည့်လိုက်ဦးချန်ဟူကကြည့်လိုက်ပြီးမျက်လုံးထဲတွင်အေးဆက်သောအယောင်ဝါတစ်ခုဖြတ်ပြေးသွားကအေးဆက်ဆက်ပြောလိုက်သည်ကောင်လေးမင်းလက်ထဲကတစ်တာကဘယ်ကရတာလဲငါ့ကိုပြစမ်းမင်းတာကိုပြောတာလားငါတစ်တာကိုထုတ်လိုက်သည်ဟုတ်တယ်ငါ့ကိုပေးချန်ဟူကလမ်းဖက်လိုက်တော့လဲလေထဲကိုသာစုပ်ကင်ပြီးသွားသည်ငါတစ်တာကိုပြန်သိမ်းလိုက်ပြီးဒါကငါကောက်ရထားတာမင်းလူကျင်လို့လားချန်ဟူဒီချက်ချင်းပင်ဒေါသချောင်းချောင်းထွက်လာသည်တောက်မင်းတည်ကျင်နေတာပဲခန္ဓာကိုယ်ထဲကစွမ်းအင်တွေပောက်ကွဲထွက်လာပြီးသူ့ခြေထောက်အောက်ကကြောက်ခဲဆက်တွေပါတုန်ခါသွားစေသည်အကိုဟူဒီလောက်ထိတော့မလိုပါဘူးနည်းနည်းလောက်ထိမ့်ပါဦးစာမေးပွဲခန်းမထက်အတင်းဝင်ပြီးစာမေးပွဲဖြေဆိုသူကိုတက်ရင်ပြစ်မှုကတိတ်ကြီးသွားလိမ့်မယ်ချန်မီသားစုတစ်ခုလုံးပါပတ်သက်သွားလိမ့်မယ်နောက်ကလူတွေလည်းချန်ဟူတကယ်ဒေါသထွက်သွားတာကိုမြင်တော့လမ်းဖြတ်သွားကြသည်ချန်ဟူကအစ်စ်လေးနိုးထသူတယောက်ဖြစ်သည်ရိုးရိုးရန်ရန်လက်တိတစ်ချက်ကတင်ကီလိုဂရမ်3-4တောင်းလောက်ရှိတဲ့အားကိုထွက်ပေါ်စေနိုင်သည်အစ်စ်အသားရဲဆန်းဖြစ်နေရင်တောင်သူကလက်တိတစ်ချက်တဲနဲ့တက်နိုင်သည်လူတိုင်းကတက်ပြင်းချရင်ဒီတော့ဒီကောင်လေးကိုသားရဲဆန်းတွင်ဖန်တီးပြီးတက်ရုံပဲရှိတော့တာပေါ့တိုးညင်းအရှတော့အတန်တစ်ခုထွက်ပေါ်လာပြီးလူရိတ်တစ်ခုသည်နောက်သို့လွင့်ထွက်သွားသည်ဝုန်းခန့်တဲ့အတန်နှင့်အတူဘေးနာကအပြက်စီးများကြတဲ့သို့ဝင်းဆောင်မိသွားသည်အပြက်စီးများပြိုကျကသူ့ကိုမြုပ်နှံသွားခဲ့သည်အကိုဟူမင်းညာတာမှုလုံးဝမရှိဘူးပဲမင်းဒီလိုလုပ်လို့တစ်တာတွေကပစ္စည်းတွေပျက်စီးသွားရင်ဘယ်လိုလုပ်မလဲအခုကညာဘက်ဆိုတော့မြင်ကွင်းကမကောင်းဘူးသူတို့အခြေအနေကိုတဲတဲကွဲကွဲမမြင်ရဘူးလူနှစ်ယောက်ကချန်ဟူစီကနေတစ်တာကိုယူပြီးအထဲမှာဘာရှိလဲကြည့်ဖို့ခက်တွတ်တွတ်လျှောက်လာကြသည်ဟာဘယ်လိုဖြစ်လို့မင်းဖြစ်နေရတာလဲငါတို့အကိုဟူကောချက်ချင်းဆိုသလိုလူရိတ်နှစ်ခုသည်နောက်သို့ထပ်မံလွင့်ထွက်သွားပြီးချန်ဟူဝင်းဆောင်ထားသည့်အပြက်စီးများကြတဲ့သို့ကြားရောက်သွားသည်နည်းနည်းတော့လက်ရည်ကျသွားပြီးငါခန္ဓာကိုယ်ကိုလှုပ်ရှားလိုက်ဦးမယ်ဒါကချန်လန်နဲ့ဖျားကောင်းရဲ့အခြေခံရှုပ်ဝက်ကျန်းစာချန်လန်ကိုပါပြောင်းလဲခြင်းဖြစ်သည်တစ်ချိန်ကငါရဲ့ခြေတစ်ချက်ကကျုပ်တွေကိုတောင်ရိုက်ခွဲနိုင်ခဲ့သည်အခုအရင်ကကျင့်စဉ်အစ်မျိုးမရှိတော့ပေမဲ့နိုးထသူအနှဲငယ်ကိုရင်ဆိုင်ဖို့ကတော့လက်ဖြောက်တစ်ချက်တီးုံထက်ပိုလွယ်ကူသည်ကျန်တဲ့လူတွေကဒါကိုမြင်တော့စွန့်သွားကြသည်ဒီစာမေးပွဲဖြေဆိုသူကဘာလို့ဒီလောက်တောင်တမန်နေရတာလဲအတူတူတက်ကြဆိုတယောက်ယောက်ကအော်ဟစ်လိုက်ပြီးကျန်တဲ့10ယောက်ကျော်လုံးစွန့်အင်တွေပောက်ကွဲကပြေးဝင်သွားကြသည်နောက်တစ်စက္ကန့်မှာတော့10ယောက်ကျော်လုံးနောက်သို့လွင့်ထွက်သွားပြီးအပြက်စီးများကြတဲ့ဝင်းဆောင်မိသွားသည်ညီတော်တန်များအစီထွက်ပေါ်လာသည်
ငါမြုပ်နှံခံထားရတဲ့ခြံဟူစီကိုရှောက်သွားလိုက်သည်ခြံဟူသည်မျက်နှာတစ်ခုလုံးဖုံတစ်ထောင်းနဲ့ပါဆက်ထဲကတဲတွေကိုထွေးထုတ်လိုက်သည်သူဒုက္ခရောက်ပြီဆိုတာသူသိလိုက်ပြီးတန်မဏိပြားကိုသွားကန်မိပြီလေစောစောကလူငယ်ကိုသူဘလို့မှမရှင်းနိုင်ဘူးရုတ်တရက်ငါကသူ့ကိုစိုက်ကြည့်နေတာကိုမြင်တော့ထိတ်လန့်သွားပြီးမင်းဘာလို့မလို့လဲမင်းကဒီလူအုပ်စုရဲ့ခေါင်းဆောင်လားငါကခြံဟူရဲ့မိကုန်းကိုဘျူးမဆိုင်ပဲအေးဆက်ဆက်ပြန်မေးလိုက်သည်ခြံဟူကကပြားခေါင်းခါရင်မဟုတ်ပါဘူးငါမျက်မှောင်နှဲငယ်ကျုပ်လိုက်ပြီးအပြက်စီးရဲ့ကနေနောက်ထပ်လူတစ်ယောက်ကိုဆွဲထုတ်လိုက်သည်မေးလိုက်သည်မင်းတို့ခေါင်းဆောင်ကဘသူလဲထိုလူကလည်းပြန်မဖြေပဲခြံဟူကိုသာလန့်ကြည့်နေသည်ခြံဟူထံမှချွေးစည်းများတရွှဲထွက်လာပြီးအသက်ချမ်းသာပေးပါခြံဟူသည်ဖြက်ခနဲ့ဒူးထောက်လိုက်သည်အခွင့်အရေးကိုကြည့်ပြီးပျော့ပြောင်းနိုင်တယ်လို့တင်းမာနိုင်သည်မိမိထက်အားနည်းသူကိုတွေးလျင်မောက်မာတိုင်းဆိုင်ပြီးမိမိထက်အားသာသူကိုတွေးလျင်ကြောက်ရွံ့ကိုကြိုးတက်သည်ငါလည်းအများကြီးထဲမတွက်တော့ပဲလက်ကိုမြောက်ကမနှံဖွဲ့လိုက်သည်ခြံဟူရဲ့မျက်ခုံးလေပဟိုမှာရွှေရောင်လင်းတန်းတစ်ခုဖြက်ခနဲ့လက်သွားခဲ့သည်